ဒီတိုင်းပဲကျွန်တော်တို့ကကိုယ်အုပ်ချုပ်မှုအမှမရှိတဲ့အတွက်အဲ့ဒါဒီလူတွေတော်လိုင်းမလုံးရအောင်လို့ကျွန်တော်တို့ပိတ်ထားလို့မရအောင်ဗျဘယ်ဥပဒေမှလည်းပြဋ္ဌာန်းတာမရှိဘူးဗျနော်ဘယ်မှာမှရေးထားတာလည်းမရှိဘူးကျွန်တော်ထင်တယ်ဒီလောက်ရက်တွေအားလုံးကရန်သူလောက်ရက်ပဲဗျနော်ရန်သူလောက်ရက်ကိုလောက်တယ်ဆိုရင်ဒါကျွန်တော်တို့ကရန်သူပဲနောက်တစ်ခုကတော့စစ်အာဏာရှင်လောက်ရက်ကိုလောက်တယ်ဆိုတော့ဒါဟိုအာဏာရှင်ပဲဗျအခုကျွန်တော်တို့ BNR ကိုတက်လက်တဲ့အတွက် MOG ကဘာအမျက်မှမမြင်အောင်လို့ကျွန်တော်မြင်တယ်ဆိုတော့နိုင်ငံရေးကလည်းအမျက်မရဘူးဆေးရလည်းကျွန်တော်တို့အမျက်မရပဲလေအရှုံးပေါ်တယ်လို့ကျွန်တော်မြင်တယ်ဒီ EAO တွေဘာညာလည်းမလှုပ်ဘူး SIA ဘက်ကလည်းတိတ်အတမထွက်ဘူးဘယ်မှလည်းအတမထွက်ဖဲနဲ့ငြိမ်ပြီးတော့ပေါ့နော်ရှိသမျှဟိုဘက်ကရန်သူကလွှင့်လိုက်တဲ့သတင်းပေါ်မှာအုံနေချင်းနဲ့ဝိုင်းထောက်ခံပြီးတော့ဝိုင်းဆဲဆိုပြီးတော့ဖြစ်နေတာတခုခုလွဲနေတယ်ပေါ့နော်ဒီလိုမျိုးဘုံကောက်တိုက်တဲ့အင်အားနဲ့လုံတဲ့ပုံစံနဲ့တိုက်တဲ့ပုံစံနဲ့ရန်သူစိတ်အုပ်စုကိုဘာလို့မတိုက်လဲပေါ့ဒါလည်းကျွန်တော်တို့ထိုင်ပြီးစဉ်းစားရမယ်အကြောင်းအရာတစ်ခုဖြစ်တဲ့ဟုတ်ကဲ့ပြည်သူများခင်ဗျာဒီကနေ့တော့ကျွန်တော်တို့ဘိုးနဂါဖြစ်စဉ်ဆွေးနွေးခန်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးပြည်သူလူထုကိုထင်သာမြင်သာရှိချပြနိုင်အတွက်အခုလိုဆွေးနွေးတာလည်းဖြစ်ပါတယ်အဲ့တော့ဘိုးနဂါဥဆောင်တဲ့ BNR တွေဖွဲ့ကို UNG MOD ကအင်အားအလုံးရင်းနဲ့တိုက်ခိုက်မှုတွေဖြစ်ခဲ့တာပါအဲ့ဒီမှာဘိုးနဂါကစစ်တပ်ထံမှာလက်နက်ချပြီးပူးပေါင်းသွားတယ်ဆိုတာကိုဒါ MNTV ကနေပြီးတော့ကြေညာသွားပါတယ်ဆိုတော့ UNG ရဲ့ထုတ်ပြန်ချက်အရဆိုရင်ဘိုးနဂါဟာစစ်တပ်နဲ့အဆက်အသွယ်ရှိတယ်စစ်တပ်သတင်းပေးသူဖြစ်တယ်ပေါ့နော်ဆိုတော့နောက်ပြီးတော့တခြားသောရာဇဝတ်မှုတွေလူသတ်မှုတွေမရိမှုတွေတရားမဝင်အခွန်ကောက်မှုတွေပေါ့ဒါတွေလည်းကျူးလွန်တယ်ဒါတွေကိုလည်းမဖြေရှင်းဘူးလို့ပြောတယ်ဒီအတွက်စီရေးရရေးယူဆောင်ရွက်ရတယ်လို့သူတို့ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်တစ်ဖက်မှာလည်းဒါဟာတော်လိုင်းအဖွဲ့အချင်းချင်းကြားမိဖက်ပဋိပက္ခကိုရန်ပတ်အတွင်အင်အားကြီးတဲ့သူကရှင်းလင်းတာဖြစ်တယ်ဆိုတဲ့သုံးသပ်မှုတွေလည်းရှိပါတယ်အဲ့တော့ UNG ရဲ့ဒီပြောဆိုချက်နဲ့တစ်ဖက်ကသုံးသပ်ချက်ဒီနှစ်ခုပေါ်မှာကျွန်တော်တို့အဓိကထားဆွေးနွေးမှာဖြစ်ပါတယ်ဒီဖြစ်စဉ်ကနေဘလို့တက်ရောက်မှုတွေကျွန်တော်ဖြစ်စေနိုင်မလဲမျိုးဦးတော်လိုင်းဘက်မှာရောအကောင့်ဘက်ကိုသွားမလားအစိုးဘက်ကိုသွားစေနိုင်မလားနိုင်ငံတကာအမြင်မှာရောဘလို့ရှိမလဲချင်းချင်းအခုလိုဖြစ်စဉ်တွေပေါ်နိုင်ငံတကာအနေနဲ့ဖိအားပေးမှုတွေရောဖြစ်လာနိုင်မလားဆိုတဲ့အပိုင်းတွေကိုလည်းပါဝင်ဆွေးနွေးမှာပါအဲ့တော့ဒီဆွေးနွေးပွဲမှာအဓိကကြတဲ့ဒီ UNG ကတာဝန်ရှိသူတူကိုဒီဆွေးနွေးပွဲမှာပါဝင်ဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဒါပေမဲ့ဘာမှအကြောင်းပြန်ကြားခြင်းမရှိပါဘူးအဲ့တော့အခုအဓိကဆွေးနွေးမဲ့သူတွေကတော့ PLA ကထွေထွေတွင်းမှုရဲဘော်နီနီကျော်နောက် ABSDF မှာ10စုနှစ်နဲ့ချီပြီးစီရေးတာဝန်ယူခဲ့ဘူးသူကိုစလိုင်းရောအောင်နဲ့အမေရိကန်အခြေစိုက်ဒါမြန်မာရေးဆောင်ရွက်သူတူဖြစ်တဲ့ကိုစတီဗီဆိုင်ဦးတို့ဖြစ်ပါတယ်ဆိုအားလုံးမင်္ဂလာပါခင်ဗျအဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ရဲဘော်နီနီကျော်အလှည့်ပေးလိုပါတယ်ရဲဘော်နီနီကျော်က PLA ကမြေပြင်မှာရှိနေတာဆိုတော့အခု BNR တွေကရာဇဝတ်မှုတွေကျူးလွန်ထားတဲ့အဖွဲ့ဖြစ်တယ်စစ်တပ်နဲ့ဆက်ဆက်နေတဲ့သတင်းပေးရှိတယ်ဆိုတဲ့အပေါ်မှာဟိုဘလို့မျိုးကြားသိရလဲဘလို့သဘောထားပေးခြင်းလဲအဲ့ဒါအရင်ဦးဆုံးဆွေးနွေးပေးစီလိုပါတယ်ဗျဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်ဟုတ်ကျွန်မနာမည်ကပြည်သူ့လူမျိုးတက်မလို့အထွေထွေတွင်းမှုရဲဘော်နေနေကြော်ပါအခုလိုဖိတ်ကြားပြီးတော့ဆွေးနွေးခွင့်ပေးတဲ့အတွက်ပြည်သက်ကြီးရောပေါ့နော်ဒီဆရာသက်ထွေးနိုင်တို့ဒီစီနီယာဆရာတွေလည်းအားလုံးကျေးဇူးအများကြီးတင်ပါတယ်လို့ပထမဆုံးပြောပြရစီဟုတ်ကဲ့ကျမတို့ဒီ BNR တွေပေါ့နော်ဘုံငါးတို့ကိစ္စနဲ့ပတ်သက်ပြီးတော့သတင်းတွေအမျိုးမျိုးတွေကြားတယ်ပေါ့နော်ကျမတို့ကတော့ဘယ်လိုလဲဆိုကျမတို့ကတော့အဲ့ဒီကိစ္စတွေကိုသူတို့ပတ်တိုက်မှုတွေဖြစ်နေတဲ့ဥစ္စာတော့ကြားတာတွေရှိတယ်ဒါပေမဲ့အသေးစိတ်တွေတော့ကျမတို့ကအသေးချာမသိဘူးပေါ့နော်အသေးစိတ်တွေသေချာမသိဘူးနောက်တစ်ခုကဘုံငါးကပေါ့နော်ရန်သူစီကိုဒီလိုမျိုးလက်နဲ့ချသွားတယ်အဲ့လိုပြောတာကလည်းဒီမြဝတီကထုတ်တဲ့ဒီသတင်းတစ်ခုနဲ့ဒီဓာတ်ပုံတွေပေါ့နော်ဓာတ်ပုံတွေကလည်း AI နေဖြစ်နိုင်တယ်ဆိုပြီးမှန်းစာချက်တွေတော့ရှိတာပေါ့နော်ကျမတို့လည်းသူနဲ့ပေါ့နော်ဒီဒါနီးနီးကပ်တော့ဒါအားလည်းတွဲပြီးတော့မဆောင်ရွက်ဘူးဒါပေမဲ့139ခုမတိုင်ခင်တော့ပေါ့နော်139ခုစစ်စင်မတိုင်ခင်တော့သူတို့ဘုံငါးဖွဲ့လဲတရင်2ရင်လောက်ပေါ့နော်အတူတူပဲ6တက်တက်မှာတဲ့မှာလာပြီးတော့သင်တန်းတွေယူတယ်ပေါ့နော်တရင်ကဘလဲကိုပြန်ဆင်းသွားတယ်တရင်ကဒီဘက်မှာ139ခုစစ်စင်မှာတိုက်ခဲ့တယ်ပေါ့နော်ကျမတို့ PLA လည်းတိုက်တယ်ဒါပေမဲ့စစ်မြေပြင်နေတော့ကွာတယ်ပေါ့ဥပမာကျမတို့ကတိတ်နီမှာတာဝန်ယူရဲဆိုရင်သူတို့ကမုံကိုဖြစ်မဲ့ပေါ့နော်အဲ့မှာလည်းသူတို့ရဲဘော်တွေ drone တွေနဲ့အဲ့ဒါဖြစ်ပြီးတော့ဒူရင်မှုတယောက်လားမသိကြတယ်ဆိုပြီး line ပေါ်မှာရေးတာရှိတယ်ဆိုတော့နောက်သူတို့ပလဲတိုက်ပွဲတွေတိုက်တာတွေအခုဒီချင်းပြည်ဘက်မှာတိုက်တာတွေပေါ့နော်
အဲ့လိုဆိုတခြားတွေလည်းဒီတူမီနဲ့စတိုက်တာရှိတဲ့ခါကျတော့ဟိုစတယ်ကွာတိုက်ခဲ့တာရှိတော့တူတာတကယ်လို့ပေါ့နော်ရန်သူလူဖြစ်မယ်ဆိုရင်ပေါ့နော်အစိုးရတဲ့ကွာကျမတို့နေတဲ့စခန်းနေလဲသူတည်တယ်ပေါ့နော်ဒီတင်တန်းခွင်းထဲမှာပဲအတူတူတက်ခဲ့တာပေါ့နော်ဆိုတော့ဒီတစ်တုံညာနဲ့ကွန်တိုက်နေတဲ့ချိန်မှာလဲရန်သူကိုသတင်းပေးလိုက်လို့ရတာပဲပေါ့နော်လေရင်နဲ့လာကျဲရင်ဘယ်နှမိနစ်မှလာကျဲလို့ဆရာမလိုတဲ့နေရာတွေပေါ့နော်ဒါပေမဲ့အဲ့ဒီတုန်းကလည်းသတင်းပေါက်တာတွေဘာတွေမကြားခဲ့ဘူးပေါ့နော်မကြားခဲ့ဘူးတိုက်ပွဲတွေကြတော့လဲအောင်မြင်အောင်ဝိုင်းပြီးတော့တိုက်ပေးခဲ့တယ်အဲ့ဒါတွေကိုကြည်ချင်းအဖြစ်ပေါ့နော်သူကရန်သူတရှူတလန်မဖြစ်နိုင်ဘူးလို့ကျမကတော့အဲ့လိုယူဆတယ်ပေါ့နော်ကျမယူဆတာဟိုကျမလည်းဒါကျမတို့နဲ့ဒီထိစပ်မှုတဲ့အပေါ်မှာကျမမှန်းစာကြည့်တာပေါ့နော်မှန်းစာကြည့်တာအဲကြောင့်မို့အခုကသတင်းထွက်လာတဲ့အပေါ်မှာဒီအမားမှန်နေတာမစီစစ်ဖဲနဲ့အုံလိုက်ချင်းလိုက်ကြီးဝိုင်းပြီးတော့အဲ့သတင်းတစ်ခုအပေါ်မှာမူတည်ပြီးတော့ဟုတ်တယ်မှန်တယ်ဆိုတဲ့ဘက်ကနေပြီးတော့ဝိုင်းပြောနေတာရဲ့အရမ်းများနေရပေါ့နော်ဒီအခါကျတော့ကျမအမြင်ရတော့သူကအဲ့လိုမျိုးဖြစ်မယ်လို့ပေါ့နော်မထင်ဘူးပေါ့နော်သူ့ကိုဂျင်းနဲ့ချက်တဲ့တီလို့သူတကယ်လို့လက်နဲ့ချသွားခဲ့ရင်တော့မှသူ့ကိုဂျင်းနဲ့ချက်တဲ့ရအောင်အားလုံးဝိုင်းပြီးတော့တွန်းပို့လိုက်လို့ဒီလောင်းကိုသူရွေးသွားတာပဲဖြစ်လိမ့်မယ်လို့ပဲအဲ့လိုအခုချိန်ဒီယုံကြည်နေတော့မယ်ပေါ့ဟုတ်ကဲ့ရပေါ်နီကျော်ကျေးဇူးပါအဲ့တော့ကိုစလိုင်းရောအောင်လှည့်ပေးလို့ပါတယ်ဟိုတကယ်လို့သာဘိုးနဂါးကစစ်တပ်နဲ့ဆက်သွယ်နေသူသတင်းပေးဖြစ်တယ်ဆိုရင်အခုလိုမျိုးပဲဟိုနှိမ်နှင်းဖြည့်ရှင်းရမှာလို့ဟိုယူဆလားကိုစလိုင်းရောအောင်အဲ့ဒါဖြည့်ရှင်းပြီးမှန်တယ်လို့ပြောလို့ရနိုင်လားဘယ်လိုမျိုးသဘောထားပေးခြင်းလဲဗျာဟုတ်ကဲ့ပထမဆုံးဗျာနဂါဟိုရင်သူလူတဲ့ဆိုရင်အစရပေါ့နော်ရင်သူလူဆိုရင်ဘာကြောင့်အရင်တော့မရှင်းတာလဲပေါ့နော်ဘာကြောင့်ဒီကိစ္စအရင်တော့မဖြေရှင်းကြတာလဲပေါ့ဒါမေးစရာဖြစ်တယ်လေနော်ဒါအပြင်ကျွန်တော်တို့ဒီပလဲနေမှာရှိတဲ့ MG အောက်ချုပ်မှုအောက်မှာမရှိတဲ့အခြားအင်အားစုတွေလည်းရှိတယ်လေနော်ဆိုအခြားအင်အားစုတွေကတော့ဟိုဒီကနဂါကိစ္စကိုမသိကြဘူးလားဆိုတာဒါမေးစရာဖြစ်လာတယ်နော်သိတယ်ဆိုရင်တော့ကျွန်တော်ထင်တယ်ဘာကြောင့်ရေငုံနှုတ်ပိတ်နေရလဲဆိုတာဖြစ်လာတော့ဗောဗျာဆိုတော့ကျွန်တော်တို့လူဖွဲ့စည်းမှာဟိုပြဿနာရှိတာကတခုခုပေါ့နော်တယောက်ပေါ့နော်ဟိုတယောက်ကပေါ့ကျွန်တော်တို့အားလုံးနဲ့သဘောထားချင်းတိုက်ဆိုင်လို့ဟိုတခုဖြစ်သွားတယ်ဥပမာပေါ့ငကားပုံစံမျိုးပေါ့ဗျာဖြစ်သွားတယ်ကျွန်တော်တို့ကအားလုံးကိုဟိုအဲ့ဖြစ်သွားတဲ့လူပေါ်ကျွန်တော်တို့ပုံချလေးရှိရဟိုသဘောလို့ပဲကျွန်တော်တို့ပြောရမှာပဲလေနော်ဆိုတော့ငကားကိုလက်နဲ့ချသွားတော့မှငကားအမှုတွေပေါ်လာတယ်ဆိုတော့ဒါကတော့ကျွန်တော်မြင်တာတော့မဖြစ်တဲ့ကိစ္စတစ်ခုလို့ကျွန်တော်တို့မြင်တယ်သူဒီလမ်းကိုရွေးတာလဲအခုနဟိုဆ iam ဟိုပြောသလိုပါပဲเนาะဒီလက်နဲ့ချက်တော့တဲ့လမ်းကိုရွေးရတာရွေးစရာလမ်းမရှိတော့ဘူးเนาะဟိုဒီလမ်းကိုပြောမယ်ဆိုတော့ဒီလမ်းကိုတွန်းပို့လိုက်တာက NUG ကတွန်းပို့တယ်လို့ပြောရမှာဖြစ်တယ်အဲ့တော့သူ့နေရာမှာကိုဆွန်ရောဘာလုပ်မလဲပေါ့ဗျာတဲ့ကျွန်တော်တို့ကအဲ့လိုစဉ်းစားဖို့လိုတယ်အဲ့တော့သူဒီလမ်းကိုမရွေးအောင်ကျန်တဲ့အင်အားစုတွေပေါ့เนาะကျန်တဲ့အင်အားစုဆိုတာ NUG မဟုတ်တဲ့အင်အားစုတွေရှိနေတာပဲဆိုတော့အဲ့အင်အားစုတွေတော့ဘာကြောင့်သူ့ကိုကျွန်တော်တို့အကာအကွယ်မပေးတာလဲဗျာဒါမေးစရာဖြစ်တယ်လေเนาะဆိုတော့NUG ကိုဘာဖြစ်လို့ကျွန်တော်တို့ကဝိုင်းပြီးတော့မတားကြတာလဲဖြစ်စဉ်ဘယ်လိုပဲဖြစ်ပေါ့ဗျာเนาะနှိုးတစ်ဖက်လက်နက်ကင်ပြိပကမဖြစ်အောင်ကျွန်တော်တို့ကအားလုံးမှာဝိုင်းထိန်ရမယ့်တာဝန်ရှိတယ်EAO တွေမှာလည်းတာဝန်ရှိတယ်လို့ပြောရမယ်နောက်တစ်ခုကအဲ့ဒီမြေပြင်မှာရှိနေတဲ့အဲ့ဒီ plan နဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ကျွန်တော်တို့ຫນွေဦးတော်လှန်ရေးမွေးဖွားလာတဲ့အင်အားစုတွေမှာလည်းတာဝန်ရှိတယ်လို့ကျွန်တော်ကပြောချင်တယ်เนาะဒါတစ်ခုပေါ့နောက်တစ်ခုကတော့အကယ်၍များအခု NUG ရဲ့လောက်ရကြောင့်နော်ပြည်သူကစစ်ကောင်စီဘက်ကနေရက်တီးပြီးတော့ NUG ကိုပြန်ပြီးတော့ရန်သူဖြစ်တတ်မှတ်မယ်ဆိုရင် NUG ကဘယ်လိုလုပ်မလဲပေါ့ဆိုတော့ NUG ကတော့ကျွန်တော်တို့မျက်နှာပြည်သူကိုမျက်နှာမူတယ်လို့ပြောတယ်ဟိုဒါပေမဲ့အခုငကားကိစ္စဖြစ်သွားပြီးတဲ့အခါကျတော့မှငကားနဲ့ပတ်သက်တဲ့လူတွေလည်းဆက်ပြီးတော့ဖမ်းဆီးနေတာတွေတွေ့ရဆိုတော့ဒီလိုလောက်ရက်တွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အခုရန်သူလောက်ရက်နဲ့အတူတူပဲလေနော်စစ်ကောင်စီလောက်ရက်နဲ့အတူတူပဲတော့2021မှာအာဏာသိမ်းပြီးတဲ့နောက်မှာနော်ဒီသူ့ကိုစန့်ကျင်တဲ့အထူးဖြင့်ဒီ NLD နဲ့နော် NLD ဖွဲ့ဝင်နေအဲ့ဒါတွေကိုဖမ်းပြီးတော့ဘာကြအလောင်းလာပြီးပါပြောတယ်။တချို့ဆိုရင်ဟလာဟိုစစ်ကြောရေးမှာပဲပါဇက်ထဲကို asset ဒီလောင်းထည့်ပြီးတော့တတ်တာတွေရှိတယ်ဆိုတော့ဘာထူးလဲအခုကျွန်တော်မြင်တာဒီအခုဟိုစစ်ကောင်စီလောက်ရတဲ့အတူစစ်ကောင်စီကလည်းဟလာကျွန်တော်တို့ထားပါတော့ဗျာကျွန်တော်မမိဘူးဆိုရင်ကျွန်တော်မိသားစုကျွန်တော်အမျိုးသမီးရှိလားကလေးရှိလားဒါမှမဟုတ်မရှိဘူးဆိုရင်လည်းအမေရှိလားအဖေရှိလားညီကောင်မမရှိလားဆိုတော့အဲ့ဒါကိုဖန်ဆီးထိန်းသိမ်းသွားတာတွေကျွန်တော်တို့လက်တွေ့မြင်ခဲ့တာပဲဆိုတော့အခုလည်း NUG ကအောက်ခြေမှာအဲ့ဒါတွေလုပ်နေတာကိုတွေ့ရတယ်ဆိုတော့
ကျွန်တော်မြင်တဲ့ NUG ကအခုငကောင်းကိုတိုက်ပြီးတဲ့အပြင်ကိုဒီကိစ္စတွေဆက်လုပ်နေတယ်ဆိုတာကျွန်တော်ထင်တယ်ဟိုမလုပ်တဲ့ကိစ္စတွေကိုဆက်လုပ်တယ်လို့ပြောရမှာပဲဗျာဆိုတော့အဲ့လိုမျိုးလုပ်ချင်းအပြင်ကျွန်တော်ထင်တယ်ဒီလုပ်ရက်တွေအားလုံးကရန်သူလုပ်ရက်ပဲဗျာနော်ရန်သူလုပ်ရက်ကိုလုပ်တယ်ဆိုရင်ဒါကျွန်တော်တို့ကရန်သူပဲနောက်တစ်ခုကတော့စစ်အာဏာရှင်လုပ်ရက်ကိုလုပ်တယ်ဆိုတော့ဒါဟိုအာဏာရှင်ပဲဗျာနော်အဲ့တော့ကျွန်တော်တို့ကအခုဆိုရင်နဲ့ဟိုနေရတယ်လို့ဖြစ်တာပေါ့တော့တစ်ဖက်မှာလည်းစစ်အာဏာရှင်တစ်ဖက်မှာကျွန်တော်တို့ NUG ဆိုရလေကိုအာဏာရှင်ဖြစ်တဲ့ခါကျတော့ကျွန်တော်တို့လူလူရဲ့အခြေအနေကတော့တော်လေးရင်လေးစရာကောင်းတယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်ဗျကျေးဇူးပါဟုတ်ကဲ့ကျေးဇူးပါကိုစလန်ယောအဲ့တော့ကျွန်တော်တို့မြမအရေးကကဘာလုံးကလည်းဟိုအတော်တန်စောင့်ကြည့်တဲ့အနေအထားဆိုတော့အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးနိုင်ငံတကာရောဘယ်လိုမျိုးစိတ်ဝင်စားကြည့်မလဲဆိုတာကျွန်တော်သိလိုပါတယ်အဲ့တော့ကိုစီမဆိုင်ဦးကဒီနိုင်ငံတကာမှာမြမအရေးနဲ့ပတ်သက်ပြီးတစုံတရာဆောင်ရွက်နေတော့လေအခုဖြစ်ရပေါ်မှာနိုင်ငံတကာစိတ်ဝင်စားမှုရှိလားနိုင်ငံတကာအထိဒီသတင်းကပြန့်နှံ့သွားတာမျိုးကြားရလားဗျဟိုဘယ်လိုမျိုးမှတ်ချက်ပေးပြောဆိုတာမျိုးရှိလေနိုင်ငံတကာအနေနဲ့အဲ့ဒါလေးဆွေးနွေးပေးပါဟုတ်ကဲ့ခင်ဗျာဒီဗမာပြည်အတွင်းမှာဖြစ်နေတဲ့ဒီအထူးသဖြင့်ဒီနိုင်ငံရေးနဲ့ဆိုင်တဲ့လှုပ်ရှားမှုတွေပေါ့လေနော်ဒီစေအုပ်စုကိုတိုက်ခိုင်းနေတဲ့သတင်းအပါအဝင်ကိုအချင်းချင်းကြားမှာအချင်းချင်းဆိုတာဒီတော်လိုင်းရေးအဖွဲ့အစည်းတွေအစုအဖွဲ့တွေအချင်းချင်းကြားမှာတိုက်ခိုင်းမှုတွေပြိုင်ဆိုင်မှုတွေအားလုံးကိုလည်းဒီနိုင်ငံတကာအဖွဲ့အစည်းတွေပေါ့လေနော်အထူးသဖြင့်အိန္ဒိယနိုင်ငံထိုင်းပေါ့လေနော်ထိုင်းကလည်းအနိကစောင့်ကြည့်မှုတွေရှိတယ်ပြီးရင် American လိုမျိုးပေါ့ဗျာဒီလိုမျိုးအနောက်နိုင်ငံအင်အားကြီးနိုင်ငံတွေကလည်းစောင့်ကြည့်မှုတွေရှိတယ်ဒါအချိန်မရွေးအစင်မပြတ်အကြောင်းအရာမျိုးစုံเนาะဒီစေအုပ်စုနဲ့တော်လိုင်းအင်အားစုနဲ့တိုင်းရင်းသားအင်အားစုတွေနဲ့တိုက်ခိုက်တော့လောက်တဲ့မဟုတ်ပဲနဲ့ဒီအတွင်းမှာအချင်းချင်းဖြစ်နေတဲ့အခြေအနေတွေပါသူတို့စနေတကြအချိန်ပြီးလေးလာတာစောင့်ကြည့်တာမှတ်တမ်းယူတာတွေလုံနေတာရှိတယ်အဲ့ဒီတော့ဒီအကျိုးအဆရာပါလဲဆိုတော့ခုနလိုမျိုးဒီ image လောက်ရမကောင်းနိုင်ဘူးကိုကတော့ပြောနေတဲ့တော်လှန်ရေးအင်အားစုတွေဒီမိုကရေစီရေးအတွက်လူခွင့်ရေးတွေလို့ပြောနေပေမဲ့လုံရတဲ့ကခုနကိုစလိုက်ပြောသလိုပဲလုံရတဲ့ကကိုတိုင်အာဏာရှင်ဆန်နေတယ်ပြီးရင်အစုအဖွဲ့နဲ့ကိုရဲ့အမြင်ကိုနဲ့အမြင်မတူတဲ့အစုအဖွဲ့တွေလူပုဂ္ဂိုလ်တူချင်းပဲဖြစ်ဖြစ်အစုအဖွဲ့လိုက်ပဲဖြစ်ဖြစ်ပေါ့ဗျာဒီလိုမျိုးအမြင်စားကြည့်တဲ့အနေထားရှိတဲ့လူတွေအဖွဲ့အစည်းတွေကိုတာမှာငါနဲ့မတူငါရတူဆိုတဲ့ပုံစံမျိုးနဲ့အင်းနဲ့အားနဲ့အုပ်စုလိုက်တိုက်ခိုက်တာတွေပြီးရိုက်ဆိုင်တဲ့အတုံးနှုံးတွေအပြောအဆိုတွေဒါကဒီ live ပေါ်မှာပြောတာအပြင်ဒီလိုမျိုးရေးသားတာတွေဒါတွေအားလုံးကသူတို့ဒီတော်များများအထင်နဲ့ငါတို့ဘာသာနဲ့ပြောတာပဲဗမာလိုပြောတာပဲရေးတာပဲနိုင်ငံတကာမသိလောက်ဘူးလို့ထင်ကြတဲ့တော်များများဒါလောက်မားတယ်ဘာလို့လဲဆိုတော့နိုင်ငံတကာမှာသူတို့မှ resource တွေအများကြီးရှိတယ်ငွေကြေးသုံးနိုင်တယ်ဒါအစိုးရဒီအနေနဲ့ပေါ့လေနော်ကျွန်တော်တို့ဗမာတွေအနေနဲ့တွဲလို့မရဘူးဗမာတွေမှာပြီးစုံလုံလောက်မှုမရှိဘူးအရင်အမြင်လူသားအရင်အမြင်ငွေကြေးနည်းပညာပေါ့ဗျာအခုကဒီ American မှာဆိုရင်ဒါကျွန်တော်တို့ကိုယ်တိုင်လည်းတည်နေတဲ့ဟိုပြီးရင်ဒီထိုင်းနိုင်ငံလည်းဒီလိုပဲကိုအိမ်နီးချင်းနိုင်ငံမှာဘာတွေဖြစ်နေလဲဒီ data အတွင်းမှာဘာတွေဖြစ်နေလဲဆိုတာဒီ matter အသေးစိတ်သူတို့ရယူထားတာရှိတယ်အဲ့တော့ခုနကကျွန်တော်ပြောသလိုပဲဟိုအတွေးမမားကြနဲ့ငါတို့လောက်တော့ဘယ်သူမှမသိဘူးဆိုတဲ့ပုံစံမျိုးလဲမထင်ကြနဲ့ပြီးရင်ဂယူးမဆိုင်ဘူးဆိုတဲ့အချိုးမျိုးလဲမလောက်ကြနဲ့ဘာလို့လဲဆိုတော့ဓာတွေကကျွန်တော်တို့ဒီတော်လိုင်းရေးတစ်ခုလောက်ကိုအကျိုးတရားမှုရှိသလိုကျွန်တော်ဗမာနိုင်ငံအတွဲရောဗမာနိုင်ငံသားတွေအတွဲရောနိုင်ငံသားဆိုတဲ့နေရာမှာကျွန်တော်တိုင်းရင်းသားလူမျိုးပေါင်းစုံပါတယ်ဘာသာပေါင်းစုံပါတယ်ဗမာပြည်ထဲမှာရှိတဲ့လူတွေအားလုံးအတွက်ဒီဆိုကြိုးဖြစ်စေတယ်ဆိုတော့ဒါခုနမှာအနေနဲ့ကျွန်တော်ပြောချင်တယ်ခုနမေကောပြန်ပြီးချုပ်ရမယ်ဆိုရင်နိုင်ငံတကာတီလားဆိုတီးတယ်စောင့်ကြည့်နေတယ်အနိကဒါပေမဲ့သူတို့ဒီဟိုထိတ်တန့်ဦးစားပေးအနေနဲ့ထုတ်ပြောတဲ့အနေအထားတွေဖြစ်ချင်းမှဖြစ်မယ်ဒါပေမဲ့မတ်တန်းတွေအခြေလဲတွေအကုန်လုံးသူတို့မှရှိနေတယ်ရယူနေတယ်ဆိုတော့ကျွန်တော်လှုပ်တိကြွကျွန်တော်ပြောရတယ်ဟုတ်ကဲ့ကျေးဇူးပါကိုစီဗင်ဆန်အဲ့တော့ကျွန်တော်တို့အခုဆွေးနွေးနေတာကတော့ဒီဘုံနဂါဖြစ်စဉ်နဲ့ပတ်သက်ပြီးအများပြည်သူကိုထင်သာမြင်သာရှိအောင်ဒါချပြနိုင်မှုပေါ့နော်အဲ့တော့ဒါနဲ့ပတ်သက်ရင်နောက်ကျွန်တော်ဂျားပြက်ကျွန်တော် idea တစ်ခုရလာတာဟိုဆွေးနွေးစေချင်တာကဒီဘုံနဂါနဲ့ပတ်သက်တဲ့ပြစ်မှုတွေပေါ့သူတို့အများကြီးပဲဗျကာကြီးကနေစတီဒါပထမ16ရက်နေ့မှာ UNG immigration ကကျင်ကြတယ်ပြည်ထဲကြီးကပြီးတော့19ရက်နေ့16ရက်နေ့ညနေမှာဘုံနဂါဝင်တော့19ရက်နေ့ကျတော့ဒီပြစ်မှုတွေအပြင်
ဒါရန်သူနဲ့ဆက်နွယ်နေတယ်ရန်သူနဲ့ဆက်နေတယ်ရန်သူသတင်းပေးဆိုပြီးဟိုတော်တော်အပြစ်ကြီးကပါလာတယ်လေနော်ဒါနဲ့ဆက်ပြီးကျွန်တော်ကြည့်မယ်ဆိုရင်ဒီ UNG MOD အောက်မှာရှိတဲ့မြေပြင်ပါသုံးလုံးရဲ့ပြစ်မှုတွေကလည်းအများကြီးဆိုတာတွေ့ရတယ်ကျွန်တော်တို့အချက်လက်အဖြစ်တော့မပြနိုင်ဘူးအများကြီးပဲလေနော်အားလုံးလည်းသိပါတယ်ဆိုတော့အဲ့ဒါတွေနဲ့ပတ်သက်လည်းအပြစ်ပေးအရေးယူတာထင်သာမြင်သာမျိုးကျွန်တော်တို့ကမတွေ့ရဘူးဆိုတော့နောက်တစ်ခုကဘိုးနဂါဖြစ်စဉ်မစခင်ဘိုးနဂါကဟိုကြီးညာချက်တွေ3-4ခုလောက်ထုတ်တယ်သူဆွေးနွေးဖို့အတွက်လေဖြစ်နေတဲ့ကိစ္စတွေကိုအဲ့ဒါကိုလည်းကျွန်တော်တွေ့ရတယ်နော်အဲ့တော့အခုလောက်ရက်ကဒီပြစ်မှုအတွက်အရေးယူတာမျိုးလားပေါ့နော်ဒါမှမဟုတ်ခြေမှုံးမှုအတွက်ဒါအကြောင်းများရှိနေလားပေါ့အကြောင်းဆိုရင်ဘာဖြစ်မလဲဒီအကြောင်းကဆိုတော့အဲ့ဒီလိုလဲကျွန်တော်စဉ်းစားစရာဖြစ်တယ်အဲ့ဒီပုံမှာလဲဟိုရဲဝနီကျော်စပြီးပြောပြပါဗျာဘယ်လိုသဘောထားအမြင်ပြောလို့လဲသူတို့ဒီပလဲနေမှာပေါ့နော်ပလဲနေရပြောမယ်ဆိုလက်နက်ကိုင်တော်လိုင်းကြီးခုနွေဦးတော်လိုင်းကြီးမှာလက်နက်ကိုင်တော်လိုင်းကြီးစားလုပ်ခဲ့တဲ့ဒေသတွေထဲမှာပါတယ်ပေါ့နော်တော်တော်ဥရဲထဲမှာပါတယ်အဲ့ဒီအချိန်မှာတူမီနဲ့စာပြီးလက်နက်ကိုင်တော်လှန်ခဲ့တယ်ပေါ့နော်ဘုန်းကကြားတယ်ပေါ့နော်ဆိုတော့နောက်ပိုင်းတော့လက်နက်ကိုင်တော်လှန်ကြီးကပြန့်သွားတာပေါ့နော်ပြန့်သွားတယ်အဲ့ဒီတော့ PDF တွေပါလည်းမပေါ်သေးဘူးပေါ့နော်သူတို့ဟိုဒီ local တွေပေါ့နော်အကုန်လုံးစပြီးတော့ဟိုတော်လှန်ကြတယ်ပေါ့နော်တော်လှန်ကြတော့အခုသူ့ကိုဆွဲထားတဲ့အမှုတွေပေါ့နော်သူ့ကိုဆွဲထားတဲ့အမှုတွေဆိုရင်ကျမအမြင်ဆိုရင်ပေါ့နော်သူဖြည်းဖြည်းလဲပေါ့နော်ဟိုဆွေးနွေးပြီးတော့ကိုရဲဘော်ချင်းအမှဘုန်းငါးပွဲကအမှရဲဘော်တယောက်ကဘလို့ဘာလုပ်တယ်ဆိုရင်မှလူသားမှုကျူးလွန်နေပဲထားပါပေါ့နော်သူဟိုဥပဒေတိုင်းအေးအေးယူတာမျိုးပေါ့နော်ဟိုဘက်ကဟိုပတ်သုံးလုံးဘက်ကအဖွဲကကျူးလွန်တာကြီးဆိုရင်လည်းသူဥပဒေတွေတိုင်းပေါ့နော်သူဖွဲ့စည်းရဲ့ဥပဒေတိုင်းအေးအေးယူတာမျိုးပဲလုပ်တဲ့နဲ့ပေါ့နော်ဒီလိုအင်ကြီးအားကြီးနဲ့တပ်ဖွဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့အင်ကြီးအားကြီးနဲ့တွေးတဲ့တိုင်ကိုဖြစ်အောင်တော့တိုက်တယ်ဆိုတာဟိုမတိုက်တင်ဘူးပေါ့နော်ကျွန်မမြင်တာတော့မတိုက်တင်ဘာလို့လဲဆိုတော့အကုန်လုံးကဘွားတွေတက်တီပေးပြီးတော့စရေးပြီးတော့ဒီစစ်သုံးစစ်အမြင့်ပြအောင်တိုက်တဲ့လူတွေပေါ့နော်ရဲဘော်တွေဖြစ်တယ်ရဲဘော်ရဲဘက်တွေဖြစ်တယ်ဒီဟာလဲဒီတိုက်လို့ပြီးသွားလို့သူလက်နဲ့ချသွားပြီလို့သတင်းထွက်ပြီးတဲ့နောက်ကြမှာသူပြစ်မှုတွေကဟိုတိတိကျကျပေါ့နော်စာတွေထုတ်ပြီးပြောလာတာနောက်တစ်ခုကအဲ့ဒီပြစ်မှုတွေအပြင်ကို9မှုလားမသိဘူးအဲ့ဒီပြစ်မှုတွေအပြင်ကိုနောက်ထပ်ကြတော့ဖိုးစောကြီးတဲ့ကွာမြုပ်ထားတဲ့ရန်သူတရှူတလန်မှာဆဲပါဆိုပြီးတော့ပြောတာကြတော့ဒုံးဝကိုသူ့ကိုနိုင်ငံရေးရလဲဟိုးအောင်ဆုံးထိဆွဲချသွားပြီးတော့ဒီ EAO တွေပါညာလဲမလှုပ်ဘူး SIA ဘက်ကလည်းတိတ်တမ်းမထွက်ဘူးဘယ်မှလည်းတမ်းမထွက်ဖဲနဲ့ငြိမ်ပြီးတော့ပေါ့နော်ရှိသမျှဟိုဘက်ကရန်သူကလွှင့်လိုက်တဲ့သတင်းပေါ်မှာအုံနေချင်းနဲ့ဝိုင်းထောက်ခံပြီးတော့ဝိုင်းဆဲဆိုပြီးတော့ဖြစ်နေတာတခုခုလွဲနေတယ်ပေါ့နော်ဟို NUG ကိုမလွန်ဆန်နိုင်လို့အကြောင်းကျိုးတွေဆက်နေလို့ပေါ့နော်ပြောရမှာအားနာလို့မပြောကြတာလားဒါမှမဟုတ်သူတို့အသက်အန္တရာယ်တို့ဘာတို့ပေးလာမှတွေကြောက်လို့ပေါ့နော်နီးရတာကိုကြောက်ပြီးတော့မပြောကြတာလားဘာကြောင့်မပြောကြတာလဲပေါ့နော်ဟိုတကယ်ဆိုအမြင်တွေကွဲထွက်လာမှာပေါ့နော်ဒီဟာကတော့ဒီလိုဖြစ်တဲ့နဲ့ဒီဟာမဖြစ်နိုင်ဒါပေမဲ့အကုန်လုံးကတူရဲ့တဏ္ဍာနဲ့တညီရဲ့ကြီးအဲ့လိုမျိုးကြီးဖြစ်သွားတဲ့ကိစ္စကြီးอ่ะဟိုတကယ်ဆိုဗမာလူမျိုးတွေအခုနိုင်ငံရေးသမားတွေလည်းအများကြီးပဲပေါ့နော်ဒေါ်လာရေးသမားတွေအများကြီးစဉ်းစားညံမနှိမ့်ငပါဘူးတကယ်ဆိုရင်တေချာစဉ်းစားသုံးသပ်ပြီးတော့ထောက်ပြရမှာပေါ့နော်ထောက်ပြတဲ့ဟာကြီးမလုပ်ဘဲနဲ့အကုန်လုံးကဝေးကနေဆိုအကုန်လုံးပါသွားပြီးတော့ဖြစ်နေတဲ့ကိစ္စကြီးကတော့တခုခုဟိုလွဲနေရပေါ့နော်ဒီကိစ္စတွေမဖြစ်ခင်တည်းကွာဒီဘုံနဂါကဒီရန်သူလူဖြစ်တယ်တို့ဘုံနဂါကဘာဖြစ်တယ်အဲ့ဥစ္စာတွေကိုလုံးဝကိုပေါ့နော်ဒီထောက်လိုင်းရေးသတင်းတွေအမှန်ကန်တဲ့အချက်လက်တွေကိုဒီ PDF ထဲမှာ NUG ထဲမှာအထက်အောက်လဲအကုန်ပြအောင်လုပ်ထားတယ်လူထဲမှာလည်းပြအောင်လုပ်ထားတယ်ဟိုတော်လိုင်းရေးသမားအဖွဲ့အစည်းထဲမှာအဲ့ဒါကြီးပြအောင်လုပ်ထားလို့တာလူတွေကအဲ့ဒါကိုယုံပြီးတော့မှိုင်းပြီးမှင်သက်ပြီးတော့အဲ့ဒါကြီးညာတာဟုတ်မှာပဲဆိုတဲ့ပုံမှာအကုန်တိတ်မစင်သားတော့ပဲနဲ့ပေါ့နော်အကုန်ရောရောင်ပြီးတော့ပါသွားတယ်လို့ကျမကတော့အဲ့လိုမြင်တယ်ဟုတ်ကဲ့ကျေးဇူးပါအဲ့တော့ကိုစလန်ရောအောင်ကဒီကျွန်တော်တို့ ABS ရမှာလေဒေါ်လာရေးမှာဒီစစ်ရေးမှာတာဝန်ယူခဲ့ဘူးတော့အခုလို့ဒီပြစ်မှုတွေအရေးယူတာမျိုးအခုကပေါက်လာတကူကအဖွဲ့ကိုချေမုန်းတာမျိုးလဲပေါ်နေတယ်လေဆိုတော့သူတို့မှာအခြားအနောက်ကွယ်မှာအာဂျင်နာမှရှိလားစသည်ဖြင့်သုံးသပ်မှုတွေလည်းရှိတယ်ဘယ်လိုမျိုးပြောခြင်းလဲဗျအဲ့တော့ကျွန်တော်ကပထမဆုံးပြောချင်တာကနဂါးကိစ္စမပြောခင်ပါပေါ့ဗျာနော်ကျွန်တော်တို့က NUG ရဲ့ပါသုံးလုံးတွေရဲ့လူလူဆန့်ကျင်ရေးလုပ်တဲ့ကိစ္စတွေပေါ့ဗျာအဲ့ဒီကိစ္စတွေကို NUG ကဟိုတိတိကျကျရေးယူနိုင်ခဲ့လားပေါ့ဆိုတော့ဒါကကျွန်တော်ပထမဆုံးကြည့်ဖို့လိုတယ်နော်ဆိုတော့ကိုအဖွဲ့အစည်းကိုကိုကခိုင်ခိုင်မာတိဆောက်ထားတယ်ကိုအဖွဲ့အစည်းမှာ
လူလူစံချိန်ကိစ္စတွေမရှိဘူးဒီလိုမျိုးအမှုတွေမရှိဘူးဆိုရင်တခြားအဖွဲ့အစည်းကိုအရေးယူမယ်ဆိုရင်ကျွန်တော်ထင်တယ်ဒီလိုတော့လုပ်လို့မရဘူးဗျ။အဲဆိုကိုယ့်ရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့အဖွဲ့အစည်းမဟုတ်ဘူးလေ။အဲ့တော့ကျွန်တော်တို့ကရှိတယ်ဆိုရင်သူ့ကိုတိုင်းတဲ့တင်ချက်လက်တွေရှိတယ်ဆိုရင်ကျွန်တော်တို့ကသူ့စီကို BNR ကိုကျွန်တော်တို့အကြောင်းကြားရမယ်။ကဲခင်ဗျားနဲ့ပတ်သက်ပြီးတော့ဒါတွေတော့ကျွန်တော်တို့တင်ချက်လက်တွေရတာဒါတွေရှိတယ်။အဲ့တော့ခင်ဗျားဟုတ်ရဲ့လား။အဲ့တော့ကျွန်တော်တို့ဆွေးနွေးတော့ဖြေရှင်းရမှာပေါ့ဗျာ။အခုကကိုယ့်ရဲ့စီးကိုလည်းကိုကလုံအောင်မကဘူး။မကဘဲနဲ့တစ်ဖက်ကိုပဲဒီအပြစ်တွေပုံချပြီးတော့လှုပ်တဲ့လှုပ်ရက်ကတော့ဘယ်လို့မှကျွန်တော်တို့လက်ခံနိုင်စရာအကြောင်းမရှိဘူးလို့ကျွန်တော်တို့ပြောချင်တယ်နော်အဲ့တော့သူ့အထဲမှာလည်းအခုဗျာကျွန်တော်တို့ထောက်ပြမယ်ဆိုရင်နှစ်ဦးပေါ့နော်ဗိုလ်တံမဏိဟလာ14လောင်းပြန်တတ်ထားတဲ့အမှုတွေအများကြီးပဲလေနော်ဆိုတော့အဲ့ဒီကိစ္စရောသူတို့ဘာတွေအရေးယူခဲ့ပြီးပြီလဲဟလာနောက်တစ်ခုကတော့ကျွန်တော်တို့တော်တော်လေးလေးတကြောဖြစ်တာတယောက်ကမြိုင်ပကပပေါ့ဗျာနော်ဘိုလတ်ရလို့ခေါ်တယ်သူကအရင်တော့ CDM ရဲဆိုတော့အဲ့ဒီပုံကိုလုံနေတဲ့ကိစ္စရောကျွန်တော်တို့ NUG ကဘာတွေရေးယူခဲ့ပြီးပြီလဲပေါ့ဆိုတော့အဲ့လိုမျိုးကိုယ့်စီကိုလောမကာဘဲနဲ့သူများကိုထိုးချတယ်လားသူများကိုတွားလုပ်တယ်ဆိုတာဒါဘလို့မှလက်ခံနိုင်စရာကိစ္စမဟုတ်ဘူးလေနော်ဘိုးတော်ငါးနေမြန်မာဖြစ်တယ်ဆိုရင်သူတို့ကိုကျွန်တော်တို့ဆွေးနွေးရမှာဘာသူကျွန်တော်တို့အုပ်ချုပ်ပုံမှာသူအုပ်ချုပ်မှုအောက်မှာရှိတာမဟုတ်ဘူးနော်ကျွန်တော်တို့လည်းဒီတိုင်းပဲနော်ကျွန်တော်တို့88တောက်ခုပြီးတော့ကျွန်တော်တို့လွတ်တဲ့ခါမှာကရင်အုပ်ချုပ်ရေးချထားတဲ့နေပြည်မှာကျွန်တော်တို့ဘာမှလုပ်ခွင့်မရှိဘူးဘာမှလုပ်ခွင့်မရှိဘူးဆိုတာသူ့ရဲ့အုပ်ချုပ်ရေးနေပြည်ကျွန်တော်အုပ်ချုပ်ရေးနေပြည်မဟုတ်ဘူးဆိုတော့ကျွန်တော်တို့ရရတဲ့တင်အချက်လက်ကိုသက်ဆိုင်ရာကျွန်တော်တို့မျိုးနဲ့ဟလာသူ့အဖွဲ့အစည်းရရှိတယ်ဆိုတော့သူတို့ကျွန်တော်တို့ကအကြောင်းကြားတယ်နော်အတီးတို့နော်အကျော်တို့နော်သူခိုတို့နော်အောက်မှာတော့ဒါတွေဖြစ်နေတယ်ကျွန်တော်တို့ကြားတယ်။နော်ကျွန်တော်တို့တေချာတိကျတော့မသိဘူးဒါပေမဲ့ကျွန်တော်တို့တက်တွေသွားတဲ့အခါမှာဒါတွေတင်ချက်လက်တွေကြားတယ်။ဆိုတော့အဲ့ဒီဟာလေးကိုကျွန်တော်တို့သိအောင်လို့ဒါကျွန်တော်တို့အကြောင်းကြားတာဖြစ်တယ်။ဒီတိုင်းပဲကျွန်တော်တို့သူတို့အုပ်ချုပ်ရေးကိုကျွန်တော်ဘာမှဝင်ရောက်ဆွတ်ဖတ်တာကျွန်တော်တို့မရှိဘူး။ဝင်ရောက်ဆွတ်ဖတ်တာလည်းကျွန်တော်တို့လုပ်ခွင့်မရှိ။နော်လုပ်ခွင့်မရှိဆိုတာဒါအဖွဲ့အစည်းရဲ့သဘောတဘာဝပါဗျာ။ဆိုတော့ဒါကိုကျွန်တော်တို့ကစောင့်ထိန်ဖို့လိုတယ်လေ။ဆိုတော့အခုကလည်းဒီတိုင်းပါပဲ။နော်ဒါကိုကျွန်တော်တို့ကအသေးစားစောင့်ထိန်ဖို့လိုတယ်။မစောင့်ထိန်မင်းနဲ့လုပ်လိုက်တဲ့ဟာတော့ဒါတော့မကောင်းလို့ပြောမှာဗျာဆိုတော့အခုဖြစ်ပြီးသွားပြီဖြစ်နောက်ပိုင်းမှာကျွန်တော်ထင်တယ်အကျိုးဆက်ကဒီမှာရက်နေမှာမဟုတ်ပါဘူးเนาะအကျိုးဆက်တွေကတော်တော်များများကိုဖြစ်လာနိုင်တယ်လို့မြင်တယ်ဘာတွေဖြစ်လာနိုင်လဲဆိုတော့ကျွန်တော်ထင်တာတော့လူလူထောက်ခံမှုကြနိုင်တာပေါ့ဗျာကိုစီဗင်ဆိုင်သဘောထားသိလို့ပါတယ်ဗျာဟုတ်ကဲ့ခင်ဗျာကျွန်တော်ဒီဖြစ်စဉ်တစ်ခုလောက်ကိုချုပ်ကြည့်မဲ့ဆိုရင် NUG ကသူတို့ဘလောက်ပဲအစိုးရလို့ပြောPDF တွေအနေနဲ့သူတို့နာမည်တွေစုံမိုးမယ်လို့ပြောဘုံနဂါတီသူတည်တံအဖွဲ့ဖြစ်တယ်နော်အဲ့လိုနေထားမျိုးမှရှိတယ်အဲ့တော့စီတော့စောက်ဖို့လို့တယ်ဒါတကန်တာနော်နောက်တကန်တာဘာလဲဆိုတော့ဒီကျွန်တော်ကြားနေတဲ့တီးနေတဲ့တီးရတလောက်ကဒီအခုဖြစ်တဲ့ကိစ္စမှမဟုတ်ဘူးဟိုအရင်ဒီလင်းနေတွေထောက်ပံ့ပေးတယ်ဆိုတဲ့ကိစ္စ NUG ရပါလေနော်ငွေတွေဘာတွေလွှဲပေးတယ်ဆိုတဲ့ကိစ္စအစားအပြောအဆိုတွေတယောက်နဲ့တယောက်ကမတူကြဘူးကိုင်းကြီးမှုမရှိဘူးပေါ့ဗျာအဲ့လိုမျိုးကိစ္စတွေမှာလဲဘုံနာက NUG တာဝန်ရှိတဲ့လူတွေကိုဆွေးနွေးဖို့ကန်လန်းတာတွေအကြိတ်ကြိတ်ရှိတယ်ဆိုတာလဲကျွန်တော်ကြားရတယ်သိရတယ်ဟိုအဲ့လိုနေထားမျိုးတွေရှိတယ်ဘာပဲပြောသူအနေနဲ့အကြိတ်ကြိတ်ကန်လန်းခဲ့တယ်စူးစမ်းခဲ့တယ်ပေါ့လေနော်ဒါတစ်ချိန်နောက်တစ်ချိန်ကဘာလဲဆိုတော့အင်အားအများကြီးနဲ့ဘုံကတော့တိုက်ခိုက်တယ်ပေါ့ဗျာရှင်းပြောမှဆိုချီမိုးတယ်ပေါ့ဗျာအဲ့လိုနေထားမျိုးကိုလောက်တော့ကျွန်တော်စဉ်းစားစရာအများကြီးရှိတယ်လို့ပြောတယ်ဒီလိုမျိုးဘုံကောက်တိုက်တဲ့အင်အားနဲ့လောက်တဲ့ပုံစံနဲ့တိုက်တဲ့ပုံစံနဲ့ရန်သူစိတ်အုပ်စုကိုဘာလို့မတိုက်လဲပေါ့ဒါလည်းကျွန်တော်ထိုင်ပြီးစဉ်းစားရမယ်အကြောင်းအရာတစ်ခုဖြစ်တယ်ပေါ့လေနော်ဒီလောက်အင်အားနဲ့ရန်သူကိုတိုက်တယ်ဆိုတော့ကျွန်တော်တစ်ခါမှလည်းမကြောက်သေးဘူးမသိရသေးဘူးပေါ့လေနော်အဲ့ဒါတစ်ချက်ပုဂ္ဂိုလ်ရေးမုတ်တိမှုဒါမှမဟုတ်အဖွဲ့အစည်းတွေရတိမနိုင်အောင်ချီမုတ်လို့တဲ့စန္ဒာနဲ့တိုက်ခိုက်တဲ့လူပဲမြင်နေဒီ NUG ရဲ့လုံရန်ကကျွန်တော်စဉ်းစားစရာအများကြီးရှိတယ်ရန်သူနဲ့အပေးအယူများတစုံတရာပေါ့ဗျာနောက်ကွဲမှာညီနိုင်မှုရှိခဲ့လားပေါ့ငကတော့အုပ်စုချီမုတ်ကိုကိစ္စမှာဒါလည်းကျွန်တော်စဉ်းစားစရာရှိတယ်အဲ့တော့အဲ့ဒီလိုဖြစ်တဲ့အတွဲဘာဖြစ်လာမလဲဆိုပထမပြည်တွင်းထဲမှာပါရဲ့ပြည်သူတွေအမြင်သဘောထားကွဲလွဲနေတယ်အခုတော်တော်များများကိုယ်တိုင်မှာဘုံကအုပ်စုထောက်ခံတဲ့လူနဲ့ဒီ NUG ကိုထောက်ခံတဲ့အုပ်စုဆိုတဲ့ဟာမျိုးက
လိုက်ပေါ်မှာအကြီးကျယ်မြင်သာထင်ရှားအောင်ကွဲလာကြတဲ့အနေအထားမျိုးရှိတယ်အထူးနည်းတူပဲနိုင်ငံတကာကလည်းအနိကံဆောက်ကြည့်နေတဲ့အနေအထားမျိုးရှိတယ်ထိုက်ဖေဟာဆိုရင်ထိုက်ဘူးချုပ်ကြီးတွေကိုယ်တိုင်ပြောတယ်နော်အဲ့ဒါအမျိုးသားအလုပ်ချုပ်ရေးကောင်စီမှာအရင်တွင်းမှုလုပ်ခဲ့တဲ့ဘူချုပ်ကြီးတွေကိုယ်တိုင်ပြောတယ်ဒီ NUG ကသူတို့အစိုးရလို့ပြောပေမဲ့အစိုးရအကြီးအသွေးနဲ့လှုပ်ဆောင်ချက်တစ်ခုမှပြီးဆုံးမှုမရှိဘူးဆိုတဲ့အသုံးအနှုန်းအထိဒါဓာတ်ရိုက်ထုတ်ပြောတဲ့အနေအထားမျိုးရှိတယ် NUG ဆိုပြီးနောက်မှတန်တဲ့အနေအထားမျိုးအဲ့တော့ဘာကိုပြောလဲဆိုတော့ကျွန်တော်တို့ဒီ NUG ရဲ့ယက်တိမှုအကြီးအသွေးနိုင်ငံရေးအရာပေါ့ဗျာလောဝကိုတေကထိခိုက်တဲ့ကြော်စင်းနေဆိုတာကိုတော့ဒီနိုင်ငံတကာလည်းမြင်နေရတဲ့အနေအထားမျိုးရှိတယ်နောက်ပြီးရင်အဲ့လိုမျိုးဟာကဘာဖြစ်သွားမလဲဆိုတော့ဒီလောက်နဲ့ရန်သွားမလားဆိုပြည်တွင်းမှာဖြစ်တဲ့ကိစ္စပြည်တွင်းနဲ့ပြီးသွားမလားဆိုမပြီးနိုင်ဘူးဘာလို့လဲဆိုတော့အဲ့ဒါတွေကမတန်းအနေဖြစ်ဝင်သွားပြီးရင်တစ်ချိန်မှာကျွန်တော်ထင်တယ်ဒါရှင်းရလိမ့်မယ်ပေါ့လေနော်ဆိုတော့ပြီးရင်သူတို့ရဲ့အဖွဲ့အစည်းရဲ့တမိုင်းကြောင့်လည်းဖြစ်သွားလိမ့်မယ်ဆိုတော့ကိုတော့ကျွန်တော်ပြောချင်တယ်အဲ့ဒါဟုတ်ကဲ့အဲ့တော့စဉ်းစားစရာအချက်တွေအများကြီးထွက်လာပါတော့အဲ့တော့အခုကစစ်စင်ရေးချင်မုန်းတာလည်းပြီးပြီနော်ဘိုးနဂါဖွဲ့ဘာပဲပြောခုချိန်မှာပြတ်သွားပြီလို့တော့ပြောရမလားပေါ့နော်အဲ့တော့မြေပြင်မှာရှိတဲ့ရဲဘော်နေကြုံမင်းမြတ်လို့တာအခု BNR ခန့်ကဏ္ဍပြီးပြီလို့ပြောသွားနိုင်ပြောလို့ရမလားနောက်အခု PLA လို့ပေါ့နော်တခြား local တွေအခန့်ကဏ္ဍရောဒီ UNG စိုးမိုးထိန်းချုပ်တဲ့နယ်မြေမှာရှိဖို့ဖြစ်လာနိုင်ဦးမလားအဲ့ပေါ်ရောဘယ်လိုမျိုးတွက်ဆထားလဲဗျအခုလိုမျိုးဝိုင်းလုံနေပုံမျိုးနဲ့ပေါ့နော်ဝိုင်းလုံနေပုံမျိုးနဲ့ဘိုးနဂါကရန်သူစီကိုလက်နဲ့ချတာသူတို့ပြောသလိုလည်းဖြစ်သွားနိုင်တယ်ပေါ့နော်မဟုတ်လို့သူဟာသူဒီသွေးတဲ့တန်ရုံမှုတွေနှစ်ဖက်ပေါ့နော်ဒီမိုကရက်တစ်အင်အားစုတွေကြားထဲမှာရန်သူကိုတော်လှန်နေတဲ့အင်အားစုတွေကြားမှာသွေးတဲ့တန်ရုံမှုတွေအကြီးဖြစ်မှာဆိုလို့ဘိုးနဂါကရှောင်ထွက်သွားတာလည်းဖြစ်နိုင်တယ်ပေါ့နော်လွန်မြောက်တဲ့တနေရာတခုရှောင်ထွက်သွားတာလည်းဖြစ်နိုင်တယ်အဲ့တော့ PLA လို့တခြား local တွေအနေနဲ့ရောဒီ UNG ထိန်းချုပ်စိုးမိုးနယ်မြေမှာလှုပ်ရှားဖို့ဖြစ်နိုင်ကြီးရှိအောင်မလားဒါမှမဟုတ်ဆက်ဆံရေးပြောင်းမှုလို့မလားအဲ့ပေါ်ကိုဘာမှပြောလို့လဲဗျကျွန်တော်တို့က PLA ကဗမာပြည်ကွန်မြူနစ်ပါတီရဲ့တပ်ဖြစ်တယ်ပါတီတည်ထောင်တာကို89နှစ်ပြည့်တော့မယ်ပေါ့နော်ငကိုလည်းဒီနယ်စပ်မြန်မာကိုဗမာပြည်တပြည်လုံးလုံးမြောက်အောင်တိုက်လာခဲ့တဲ့အဖွဲ့ဖြစ်တဲ့အခါကျတော့ local စင်းတွေကိုတွင်းတာတော့ကျွန်မကတော့တိတ်တော့သဘောမတူဘူးပေါ့နော်NUG ကအစိုးရလို့သူကသူတတ်မှတ်ပြီးတော့သူက superior ဖြစ်နေတာပေါ့နော်သူကအမြင့်ဆုံးကျန်တဲ့လူကတော့ local လောက်ပဲရှိပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့အားလုံးကိုအဲ့လိုမျိုးတွက်ပြီးတော့ပြောနေတယ်ဆိုရင်တော့တမျိုးပေါ့နော်ဒါပေမဲ့အခုကျွန်တော်တို့ဒီဘက်ဒီရှမ်းမြောက်ဘက်တွေမှာလည်းအဲ့တိုင်းပဲပေါ့နော်တိုက်တယ်အားလုံးဝိုင်းတိုက်တယ်ပြီးသွားလို့ရှိရင်ကိုယ်နယ်သူ့နယ်ဆိုပြီးတော့ခွဲကြတယ်ပေါ့နော် PLA ကတိုက်ထားတယ်ဆိုရင် PLA အလံလေးနဲ့အမှတ်တရလေးရိုက်မယ်ဆိုရင်တော့ကိုယ့်ကိုယ်လေးတူတူတိတ်တိတ်ရိုက်အလိုင်းတလူလူနဲ့လွှင့်လို့မရဘယ်နာဘယ်ဒေတာပဲမစိုးပေါ့နော်အဲ့လိုတွေဖြစ်တယ်နောက်ပြီးတော့တိုက်တာကိုရဲဘော်တွေတိုက်ထားတဲ့နေရာဂိတ်ထိုင်လိုက်ပြီဆိုဘယ်သူထိုင်လဲဆိုတော့အဲ့မန် PDF တို့အမိုးကုတ်ဗျူဟာတို့တအန်းတို့ပေါ့နော်သူတို့ကပေါင်းထိုင်လိုက်တယ်ပေါ့နော်ဥပမာမိုးကုတ်အဝင်ဝအမိုးမိတ်ဆိုရင်လည်းအဲ့လိုမျိုးပေါ့ဆိုတော့ပြီးသွားရင်ဒီလိုမျိုးအဲ့တပ်ဖွဲ့ချင်းမှာပြောတယ်မင်းတို့ကဒီနားမှာဘယ်တော့မှတိုက်ထားလို့ကြီးဘယ်နဲ့တောင်းကုန်ထားလို့ဒါကငါတို့နေရအချင်းချင်းတွေခွဲနေကြတာပေါ့နော်ကျွန်မမြင်တာကတော့ရဲဘော်တွေအကုန်လုံးအဖွဲ့တွေအကုန်လုံးစုပြီးတော့တိုက်ထားတာပေါ့နော်အောင်မြင်တဲ့ဒီနေရာမှာအကုန်တူတူပဲအလံတူတူလွှင့်ပြီးတော့3ဖွဲ့တိုက်ရင်3လံပေါ့4ဖွဲ့တိုက်ရင်4လံနော်ပြီးတော့သူ့နယ်ကိုယ်နယ်မခွဲနဲ့ကြိုက်တယ်လို့သွားကြလာကြအသက်ပေးပြီးတိုက်ထားတဲ့နေရာအဲ့လိုပဲဖြစ်နေတာပေါ့နော်အဲ့ဒါ local လို့သတ်မှတ်ထားတဲ့အဖွဲ့တွေပေါ့နော်ဒီလိုနေမလာနဲ့ဟိုမလာနဲ့ဖြတ်လို့ရှိရင်လည်းငါတို့ထောက်ခံစာရမှာဟိုကဖြတ်ရမယ်NUG ကလည်းအစိုးရဆိုတော့ငါတို့ထောက်ခံစာပါမှမင်းတို့ကဖြတ်အဲ့လိုတွေဖြစ်နေရပေါ့နော်အဲ့တော့ဒီပလဲမှာလည်းအဲ့လိုပြဿနာတွေရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုနယ်မြေတွေကြားထဲမှာပေါ့နော်ကျွန်တော်တို့ PLA ရောတခြားအဖွဲ့တွေရောနေရတာအရန်နေချင်းကြုတ်တယ်ပေါ့နော်နေချင်းကြုတ်တယ်ရန်သူကိုတိုက်ရတာတမျိုးကို့ချင်းချင်းကိုပြန်ပြီးစိတ်ကျဉ်းကြနေရစိတ်ပူနေရတယ်ပေါ့နော်အဲ့ဒါတမျိုးအခက်ခဲရတော့အဲ့လိုဖြစ်နေဟုတ်ကဲ့ကျေးဇူးပါအဲ့တော့အခုဖြစ်စဉ်ပေါ့နော်အခုဖြစ်စဉ်နဲ့ပတ်သက်ရင်အကျိုးဆက်အနေနဲ့ပေါ့နော်ဘာတွေဖြစ်လာနိုင်လဲကိုစလန်ရောအဲ့ဒါလေးသုံးသပ်ပေးပါဗျာဘာတွေဖြစ်လာနိုင်လဲဆိုတော့အခုကပြောနေကြတဲ့အတန်တွေပေါ့ဗျာเนาะဆိုတော့ NUG ကဒါကိုနိုင်ငံရေးရလည်းမြတ်တယ်စီးရလည်းနိုင်တယ်ဆိုပြီးတော့ပြောနေကြတာပေါ့ဗျာဆိုတော့ကျွန်တော်အမြင်ကတော့အဲ့ဒီအမြင်နဲ့ဆန့်ကျင်ဘက်မြင်တယ်ကျွန်တော်ကတော့လေအခုကျွန်တော်တို့ BNR ကိုတက်လက်တဲ့အတွက် NUG ကဘာအမျက်မှမရဘူးလို့ကျွန်တော်မြင်တယ်ဆိုတော့နိုင်ငံရေးရလည်းအမျက်မရဘူးစီးရလည်းကျွန်တော်တို့အမျက်မရပဲနဲ့အရှုံးပေါ်တယ်လို့ကျွန်တော်မြင်တယ်
အဲ့တော့နိုင်ငံရေးကပြောမယ်ဆိုရင်လည်းပထမမှာကျွန်တော်ပြောခဲ့တယ်လို့ပဲဆိုတော့လူထောက်ခံမှုရှေ့မှာကျလာနိုင်တယ်နော်ဒုတိယတစ်ချက်ကတော့နိုင်ငံတကာထောက်ခံမှုကျဘာကြောင့်ကျနိုင်လဲဆိုရင်တော့ကျွန်တော်တို့ကပြဿနာကိုဆွေးနွေးအဖြေရှာတဲ့နည်းနဲ့မသုံးဘဲနဲ့လက်နက်အားကိုပြီးတော့အနိုင်ကျင့်တဲ့ပုံပေါ့ဗျာအကြမ်းဖက်ဖြေရှင်းတဲ့အတွက်ဖြစ်တယ်နော်နောက်တတိယအချက်နဲ့ပြောမယ်ဆိုရင်တော့လက်နက်ကိုင်အဖွဲ့အစည်းအချို့ရဲ့ထောက်ခံမှုကျလာနိုင်တယ်နောက်တစ်ချက်ပြောမယ်ဆိုရင်တော့ PDF သူတို့ရဲ့ PDF အတွင်းမှာကိုဒီပြဿနာရိုက်ခတ်မှုတွေရှိလာနိုင်တယ်လို့ကျွန်တော်တော့မြင်တယ်ဗျနော်အဲ့တော့အခုစီရေးရဆိုရင်ကျွန်တော်ပြောမယ်ဆိုရင်အခုအဲ့ဒီအနေမျိုးကအရင်တော့ဆိုရင်ဒါကျွန်တော်တို့လွတ်မြောက်နေပြီလို့ကျွန်တော်တို့ပြောလို့ရတာပေါ့ဗျာဒါပေမဲ့အခုကျွန်တော်တို့အဲ့ဒီနေမျိုးကကျွန်တော်တို့နေမျိုးမဟုတ်တော့စစ်တပ်ကအခုစိုးမိုးတော့အဲ့မှာပဲအဲ့ဒီပုံဝန်းကျင်မှာရှိနေတဲ့အင်အားစုတွေရဲ့လုံခြုံမှုကလည်းမရှိတော့ဘူးဆိုတော့အခုပဲကျွန်တော်တို့နေရာတွေရှင်းပြောင်းရတယ်ဆိုတဲ့အခြေအနေတွေကျွန်တော်တို့တွေ့လာရတယ်ဖြစ်တာပေါ့နော်အဲ့တော့ဟိုရဲ့မိသားစုတွေကိုဖမ်းတယ်နောက်တစ်ခါငကားနဲ့ပတ်သက်တဲ့လူတွေပါစပြီးလိုက်ပြီးတော့ဖမ်းတယ်ဆိုတော့အဲ့ဒီရဲ့နောက်ဆက်တွဲပေါ့ဗျာနော်အဲ့ဒီရဲ့နောက်ဆက်တွဲတွေကသူတို့အခုကျူးလွန်ထားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာမှာရှိနေတဲ့ဆိုတော့ UNG ရဲ့လုံရက်ကိုစောင့်ကြည့်နေတဲ့အဖွဲ့အစည်းတွေကနေပြီးတော့တစုံတရာပေါ့ဗျာနော်အခုကျလောက်ထားတဲ့အချက်လက်တွေကိုစုစည်းပြီးတော့မှတ်ထားပါတော့ဟိုနိုင်ငံတကာတရားရုံးကိုတိုင်တာတို့ဘာလို့ပေါ့နော်စသဖြင့်အဲ့လိုမျိုးလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်နော်ဖြစ်လည်းဖြစ်မယ်မဖြစ်လည်းမဖြစ်ပေါ့ဗျာဒါကတော့ကျွန်တော်ကခံမှန်းကြည့်တာပေါ့ဗျာနော်ဘာလို့ဆိုတော့သူတို့လုံရက်ကအခုတော်တော်လေးကိုစိုးတဲ့လုံရက်ဖြစ်တာဟုတ်ဗျာတော်တော်လေးအကြီးတန်းနဲ့လုံရက်ဖြစ်တာပေါ့ဗျာနော်အဲ့တော့အခုကျွန်တော်ပြောနေတာကငကောင်းကိုထောက်ခံပြီးတော့ကျွန်တော် UNG ကိုကျွန်တော်ပြောနေတာမဟုတ်ဘူးဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးကျွန်တော်ဘယ်သူမှလည်းကျွန်တော်မထောက်ခံဘူးမထောက်ခံတယ်လို့ကျွန်တော်မြင်တဲ့အမြင်ကိုကျွန်တော်တက်မဲ့ပဲကျွန်တော်ပြောတာဖြစ်တယ်ဟုတ်ပြီအဲ့တော့ UNG ရဲ့သဘောထားက तू အစိုးရတရက်ဖြစ်တယ်เนาะအားလုံးလည်းထောက်ခံမှုကြီးမှရထားရပေါ့ပြီးရင်သူ့မှာတော်လိုင်းအတွက်တက်ရင်တက်ဖွဲ့တွေရှိတယ်ပြီးအုပ်ချုပ်ရေးအတွက်ပါသုံးလို့ရှိတယ်ရဲတက်ဖွဲ့လည်းရှိတယ်ပေါ့စိုးရတက်နေသူတို့ကသွားတယ်အဲ့တော့နေမြေတစ်ခုမှဆိုရင်သူတို့ကအကုန်လုံးရှိပြီးသားလေเนาะဆိုတော့တော်လိုင်းတက်ဆင်နွှဲမယ်ဆို local မလိုတော့တဲ့သဘောမျိုးယူဆပုံရတယ်ဆိုအဲ့ဒီသူတို့ရဲ့ယူဆချက်ပေါ့သဘောထားရောမှန်လားဒါတော်လိုင်းတက်မှာဒီတိုင်းသွားတဲ့ပုံစံမျိုးလားအဲ့ပေါ်ကိုစလိုင်းရောအတွေ့အကြုံရဗာများပြောပြလို့လဲတော်လိုင်းဆိုတာကလက်ဝကြီးအုပ်ထားလို့မရဘူးဗျဒီတော်လိုင်းကိုငါတို့ပဲလုပ်မယ်ဆိုပြီးလုပ်လို့မရဘူးဗျနော်ဆိုတော့ဒီနေ့မှာပြောစရာရှိတာကကျွန်တော်တို့88နဲ့မတူတဲ့အချက်လေးတစ်ခုကျွန်တော်ဒီမှာဒီလက်နက်ကန်တော်လိုင်းလောက်တာကအာဏာယူရေးမပါဘူးဗျနော်အခု2021မှာ NLD နဲ့ရွေးကောက်ခံကိုယ်စားလှယ်တွေကဒီနေ့လက်နက်ကန်တော်လိုင်းလောက်တာ NLD ကိုNLD လက်ထက်ကနေအာဏာသိမ်းလိုက်လို့သူတို့လက်နက်ကန်တော်လိုင်းလောက်တာဗျဆိုတော့အဲ့ဒါမတူဘူးနော်ဒီနေ့သူတို့လက်နက်ကန်တော်လိုင်းလုပ်နေတယ်ဆိုတော့လေသူတို့အာဏာရယူရေးအတွက်လုပ်နေတာဖြစ်တယ်ဗျအဲ့တော့ကျွန်တော်တို့ကတော်လိုင်းရေးကိုလိုချင်ထားလို့မရဘူးဆိုတော့ကျွန်တော်တို့မှာအယူဆဟလာကိုယုံကြည်တဲ့အယူဆကိုစုပ်ကန်ထားခွင့်ရှိတယ်နော်ဆိုတော့ဒီတိုင်းပဲကျွန်တော်တို့ကကိုအုပ်ချုပ်မှုအမှမရှိတဲ့အတွက်အဲ့ဒါဒီလူတွေတော်လိုင်းမလုပ်ရအောင်လို့ကျွန်တော်တို့ပိတ်ထားလို့မရအောင်ဗျဘယ်ဥပဒေမှလည်းပြဋ္ဌာန်းတာမရှိဘူးဗျနော်ဘယ်မှာမှရေးထားတာလည်းမရှိဘူးကျွန်တော်တို့အောင်ပွဲရဖို့ကကျွန်တော်တင်တယ်အတော်လေးတော့ဝင်းနေဦးမယ်လို့ကျွန်တော်ပြောချင်တယ်ဗျကျေးဇူးပါဟုတ်ကဲ့ကိုစီနီဆိုင်ဦးအဲ့တော့အခုဖြစ်စဉ်ကိုအခြေခံပြီးတော့ပေါ့နော်တကယ်လို့များဒီတော်လိုင်းအဖွဲ့ချင်းချင်းကြားမှာမတရားမှုတွေဖြစ်မယ်ဆိုရင်ဒီကိစ္စကနိုင်ငံတကာအထိရေးယူဆောင်မှုတွေဖြစ်လာနိုင်လားဖြစ်လာနိုင်တယ်ဗျဘာလို့လဲဆိုတော့ဒီလူအခွင့်အရေးနဲ့ပတ်သက်တဲ့ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေအစားပေါ့ဗျာဘာလို့လဲဆိုတော့သူတို့မှတ်တမ်းတင်ရမယ့်အခြေအနေတွေကရှိတော့ဘယ်သူပဲကျူးလော်မလာစေအုပ်စုမမဟုတ်ကိုတော်လိုင်းရေးအင်အားစုအချင်းချင်းပဲဖြစ်ဖြစ်တိုင်းရင်းသားအင်အားစုတွေပဲဖြစ်ဖြစ်ပြည်သူလူထုကိုထိခိုက်လာတဲ့ကိစ္စတွေရစ်စစ်ရုံမှမှုတွေကိုဒါမှတ်တမ်းတင်ရမယ့်ဟာတွေထုတ်ပြောရမယ်ဟာတွေရှိတယ်အဲ့တော့ဒီအခြေလေးတွေကလည်းအဲ့ဒီမှတ်တမ်းထဲမှာပါတယ်ပါလိမ့်မယ်ထုတ်ပြောလိမ့်မယ်ဒါတချင်နောက်ပြီးကျွန်တော်ပထမကိုတဲ့ထွေးနိုင်မိတယ်မိကောထဲမှာကျွန်တော်ပြောဖို့ကြံခဲသွားတာကဘာလဲဆိုဒီအထူးသဖြင့် NUG ကဥပဒေစိုးမိုးရေးလုပ်တဲ့လို့သူတို့ statement တွေထုတ်တာလဲကျွန်တော်ဖန်လိုက်ရတယ်ပေါ့ဗျာသူလူတွေပြောတာလဲကျွန်တော်ကြားရတယ်ပေါ့ဗျာအဲ့တော့ဥပဒေစိုးမိုးရေးကိုမအားလားလို့ပဲနာကြကအောင်ပြောနေပြီမဲ့လက်တွေ့ကြလက်တွေ့ဆက်ဆံ NUG ကိုတိုင်ရဘယ်လောက်ထိလုံးလဲနော်ဘယ်လောက်ထိအရေးယူမှုတွေရှိလဲရှေ့တန်းမှာရေးဆက်တပ်ဖြတ်တဲ့ကိစ္စတွေဒီ NUG
အောက်က PDF တွေရဲ့ပါဝင်ပတ်သက်မှုတွေပေါ့ဗျာဒီလိုမျိုးရစ်ဆဲပြီးရင်တပ်ဖြတ်တဲ့ကိစ္စတွေလည်းကျွန်တော်မှဗီဒီယိုရှိတယ်ဒါတွေ live ပေါ်ကြက်ပြမရောက်သေးတဲ့အနေထားတွေလည်းရှိတယ်ပေါ့ဗျာအဲ့လိုမျိုးအနေထားတွေလည်းရှိတယ်အဲ့တော့ပြီးရင်အချင်းချင်းမှာဒီ PDF အချင်းချင်း NUG တပ်ဖွဲ့အချင်းချင်းမှာဗိုလ်ချုပ်စုမှုတွေမတရားလုပ်တဲ့ကိစ္စတွေလက်ပေးလာယူကိစ္စတွေအရေးယူပါဆိုပြီးရင်အထေးအရရှိဆဲဆဲကိုတင်ပြထားတယ်ဒီကိစ္စတွေရော NUG ကိုတိုင်ကအရေးယူနိုင်လားလောက်အရေးယူနိုင်တာမရှိဘူးအဲ့တော့သူတို့ရဲ့အကြောင်းပြချက်တွေဒီပြောကြချက်တွေဒီဒါလောက်လူချကောင်းအောင်ပြောတဲ့အစီပဲရှိတယ်လောက်အလိမ့်လိမ့်မှုတွေတော့ဖြစ်တယ်နောက်တစ်ခုဘုံကနဲ့ပတ်သက်ပြီးဓာတ်ရိုက်ပြောရမယ်ဆိုရင်ဘာကြောင့်ဒီလမ်းကိုရွေ့သွားရရန်သူနဲ့ပေါင်းတယ်ဆိုတယ်ဘောဗျာအဲ့ဒီအမြင်နဲ့ပဲကြီးမဲ့ဆိုရင်ထွက်ပေါင်းမရှိလို့ကျွန်တော်တို့တုတ်တန်လို့ရတယ်ဘာကြောင့်လဲဆိုတော့ဒီထိုင်းနယ်ဇာလို့နေရာမြို့မှာဖြစ်တဲ့ဆိုရင်ထိုင်းနိုင်ငံဖေကိုထွေလာလို့ရတဲ့အနေအထားမျိုးမှာရှိတယ်ပေါ့ဗျာတရုတ်နယ်ဇာဆိုလည်းတရုတ်ဖေပေါ့အိန္ဒိယဆိုလည်းအိန္ဒိယဖေပေါ့ဒါပေမဲ့ဒီဗမာပြည်အလယ်ပိုင်းမှာဖြစ်တဲ့ကိစ္စလက်ကြတော့သူမှရွေးစီရလောက်မရှိတဲ့အတွေ့အဲ့လိုမျိုးလမ်းကြောင်းဖြစ်သွားကောင်းဖြစ်သွားနိုင်တယ်ပေါ့ဗျာအဲ့ဒါလေးကျွန်တော်ကြံခဲ့တဲ့အတွက်ကျွန်တော်ထပ်ပြောချင်တယ်နောက်တစ်ခုကဒီနိုင်ငံတကာပေးမယ်ဆိုတဲ့အကူအညီတွေအထောက်ပံ့တွေအထူးသဖြင့် American လို့မျိုးပါဗျာဒီဗမာမှာပါတဲ့ကိစ္စတွေဒါတွေကရှေ့ရေးအတွက်အလားလောက်မကောင်းနိုင်ဘူးဒီအဖွဲ့အစည်းကိုယုံကြည်မှုမရှိနိုင်ဘူးဘာကြောင့်လဲဆိုတော့အဲ့လိုမျိုးအကြံဖယ်တပ်ပြမှုတွေကိုအချင်းချင်းကိုလုံနေတယ်တစ်ဖက်ရန်သူကိုလုံတော့မဟုတ်ပဲနဲ့ဆိုတဲ့အတွေးတွေစဉ်းစားတုံ့ပြန်မှုတွေဖြစ်လာတဲ့အနေအထားမျိုးမှရှိတယ်ကိုနိုင်ငံတော်လှန်ရေးအတွက်ပဲဆိုတဲ့ပုံစံမျိုးနဲ့ဖုတ်ကွယ်ထားပြီးမပြောတဲ့အနေအထားမျိုးရှိတဲ့ဆိုတာမှာသူတို့ကဒီမီဒီယာမှာတင်းနေတဲ့အနေအထားတွေအလုပ်တည်တယ်ဒီမီဒီယာရရှိတဲ့အချက်အလက်တွေအလုပ် translate လုပ်ပြီးတော့သူတို့ကအချက်အလက်တွေအကုန်လုံး data အနေနဲ့စုဆောင်းထားတာတွေရှိတယ် report လုပ်ရတာတွေရှိတယ်ဒါကျွန်တော်တို့ကိုယ်တိုင်ဒီနေတဲ့ကိစ္စတွေလို့ပြောလို့ရတယ်ဒီလိုမျိုးတွေးရင်ကျွန်တော်တို့စီဆက်သွယ်လာတာတွေရှိတယ်မေးမြန်းလာတာတွေရှိတယ်ကျွန်တော်တို့ကတော့ပြောမှာပဲကျွန်တော်ကတော့အမှန်တိုင်းပြောမှာပဲဆိုတော့အဲ့လိုအနေထားမျိုးတွေရှိတယ်အဲ့တော့အကျိုးတင်ရောက်မှုကအများကြီးရှိလာနိုင်တယ်ဟုတ်ကဲ့ဒါနိုင်ငံတကာအမြင်ကိုသေချာလေးပြောတော့ဆွေးနွေးသွားတာပေါ့နော်ဟုတ်ကဲ့အဲ့တော့ဆွေးနွေးကမဆုံးခင်ပေါ့နော်နောက်ထပ်ကျွန်တော်စဉ်းစားကြရ2ချက်ရှိတယ်ပထမချက်ကအခုကဘုံနဂါဆိုတဲ့အတော်တန်အဖွဲ့သေးပေမဲ့လည်းသူလူထုထောက်ခံမှုနဲ့နာမည်ရှိထားတဲ့တော်လိုင်းအဖွဲ့စီလေဒီအဖွဲ့ကိုအခု UNG ရဲ့လောက်ကင်ဆောင်ရွက်မှုကဒါစစ်စင်ရေးလောက်တာခြေမုံတာပေါ့နော်အဖွဲ့ပါဖြတ်မယ်ဆိုတဲ့ဟာဆိုတော့တော်တော်လေးဒါကိုလုပ်ဖို့အတွက်ဆိုရင်တော်တော်လေးစဉ်းစားရမယ်ဒီအမိန့်ပေးဖို့ကအစလေတော်တိုင်စဉ်းစားချက်မျိုးတော့မဟုတ်ဘူးတော်တော်လေးအချိန်ယူပြီးစဉ်းစားမလို့ကြိုယူဆတယ်အဲ့တော့ဘာကြောင့်အဲ့လောက်ထိစဉ်းစားဆုံးဖြတ်ခဲ့ရတာလဲပေါ့နော်သူတို့ဒီလိုလုပ်မယ်ဆိုရင်သူတို့ကိုထောက်ခံအားပေးမဲ့အဖွဲ့ကြီးတစ်ခုကရောရှိနေလားပေါ့တကယ်လှုပ်လိုက်ကိစ္စမရှိဘူးစသဖြင့်စဉ်းစားကြရည်အများကြီးရှိလာတယ်ဆိုအဲ့ဒီပုံမှာပေါ့နော်ဘယ်လိုမျိုးများသဘောထားအမြင်ရှိလဲအဲ့ဒါလေးကျွန်တော်သိချင်ပါတယ်ရဲဘော်နီနီကျော်အရင်ဆုံးပြောပြပေးပါအချင်းကျုပ်ပဲပေါ့နော်ကျမကတော့နောက်ွယ်ရပေါ့နော်ဒီ EAO အဖွဲ့အစည်းတွေပါမပါကျမလည်းမပြောနိုင်ဘူးပေါ့နော်မပြောနိုင်ဘူးဒါပေမဲ့ပေါ့နော်ဒီ PDF တွေဟာဒီကျမတို့ပါဝင်ပေါ့နော် KIA မှာစပြီးတော့ယူခဲ့တာပေါ့နော်တင်နန်းနေယူခဲ့တာပေါ့ဒီမန်လေး PDF တို့မိုးကုတ်ပြူဟာတို့ကြတော့တအားမှာတင်နန်းနေယူခဲ့တယ်ပေါ့နော်တချို့ကကြတော့လေရခိုင်ဘက်မှာကရင်ပြည်နယ်ဘက်မှာယူကြတာရှိရပေါ့ဒီအခုနွေဦးတော်လိုင်းမှာပါတဲ့အဖွဲ့တွေပေါ့နော်အဲ့တော့ဘာပဲပြောဒီအဖွဲ့တွေလမ်းလွဲရောက်တော့မယ်ဆိုရင်သူတို့ရဲ့ဆရာသမားတွေပေါ့နော်ဘာပြောသူတို့အဖွဲ့တွေကဝိုင်းထိန်းတာမျိုးတွေပေါ့နော်လုံးတဲ့နယ်ပေါ့နော်ကျမတို့အဲ့လိုမြင်တယ်လုံးလည်းလုံးမှာပေါ့နော်ဒါကျမတို့ကသိချမသိဘူးပေါ့နော်ဆိုတော့နောက်ကွယ်ကပါမပါကျမမသိဘူးဒါပေမဲ့သူတို့ထိဝိုင်းထိန်းပေးတဲ့နယ်ဆိုတဲ့အမြင်တော့ကျမမှရှိတယ်နောက်ပြီးတော့ဒီအနောက်ကထိန်းတယ်ပဲဖြစ်စေပေါ့နော်ဒီ NUG ရဲ့ policy ကသူတို့အောက်ကိုအကုန်ဝင်ရေးပဲဒန်းတို့ညီသူဆက်ဆံရေးဆိုတာမရှိဘူးအရင်တည်းကသူတို့အောက်ကိုအားလုံးဝင်ရမယ်အဲ့ policy နဲ့တွားနေတဲ့အတွက်ကြောင့်ဘုံနဂါအဖွဲ့ကိုလည်းသူအခုလုပ်တယ်လို့ဂျန်တဲ့အဖွဲ့တွေအခု G7 အဖွဲ့ပါတယ်ပေါ့နော်တိုက်ခံရတယ်ဘုံနဂါကတော့ခဏမှုရှိလို့ပေါ့နော် G7 အဖွဲ့ကဘာမှမရှိဘဲနဲ့တိုက်ခံရတယ်နောက်ထပ်အဖွဲ့တွေကိုလည်းတိုက်ဖို့ပေါ့နော်မြင်နေတယ်ပေါ့နော်အဲ့တော့နောက်ကမဟာမိတ်ဖွဲ့ပေါ့နော်တိုင်းသားအဖွဲ့တွေပါမပါသူတို့ရဲ့ policy ရကိုကသူတို့ကအနည်းနဲ့မြန်အဲ့လိုလုံးမဲ့သဘောတွေရှိနေပေါ့နော်ပေါင်းမယ်လို့တာပြောတာတကယ်ပြေးွားမပေါင်းနိုင်မဲနဲ့အဲ့ policy ကိုလုံးဝအသက်ဝင်အောင်ပေါ့နော်အသက်သွင်းတဲ့သဘောတွေ
ဖြစ်နေတဲ့အကြောင်းဒီပြဿနာဖြစ်လာတယ်လို့ကျွန်မကတော့အလုံးမြင် ဟုတ်ကဲ့ဟိုကိုစလန့်ရောအောင်ရောသဘောထားအမြင်လေးပြောပေးပါဗျ ကျွန်တော်မြင်တာကတော့ဗျာNUG အောက်မှာရှိတဲ့ပကပတွေနဲ့ဘုံကားနဲ့ထိတွေ့မှုဖြစ်တိုင်းမှာဘုံကားတို့သူတို့အပြန်အလှန်ဆွေးနွေးတဲ့ဟာတွေကျွန်တော်နားထောင်ပါတယ်နောက်တစ်ခုကကြည့်တဲ့အခါကျတော့ကျွန်တော်မြင်တာဘုံကားကသူတို့ရဲ့ဩဇာအာဏာကိုဟောနိုင်တဲ့ခလုတ်တစ်ခုဖြစ်ပုံရတယ်လို့ကျွန်တော်မြင်တယ်ဗျဆိုတော့ဒါကြောင့်ပဲသူတို့ရှင်းတယ်လို့ကျွန်တော်ကတော့အဲ့လိုသုံးသပ်တယ်ဗျနော်အဲ့တော့ကျွန်တော်ကဒီနေရာကနေကျွန်တော်တို့လက်နက်ကန်တော်လှန်ရေးလုပ်နေတဲ့ရဲဘော်တွေအားလုံးကိုကျွန်တော်ကအကြံပြုချင်တာကတော့ကျွန်တော်တို့လက်နက်ကန်တော်လှန်ရေးလုပ်တယ်ဆိုတာကျွန်တော်တို့ပြည်သူကိုတစ္ဆာခံရမှာဖြစ်တယ်ဗျနော်ဘယ်သူတဦးတယောက်အဖွဲ့အစည်းကကျွန်တော်တို့တစ္ဆာခံစရာမလိုဘူးဆိုတော့မတရားတာကိုမတရားဘူးလို့ကျွန်တော်တို့ပြောရမယ်ဗျနော်အဲ့တော့အခုဒီပွဲမှာကျွန်တော်တို့သုံးခဲ့တဲ့လက်နက်ခင်ယမ်းတွေပေါ့ဗျာနော်ကျွန်တော်တို့တော်လှန်ရေးအဖွဲ့အစည်းအားလုံးပေါ့နော်အခုကျွန်တော်တို့ကင်ထားတဲ့လက်နက်ခင်ယမ်းတွေကပြည်သူလူထုကနေပြီးတော့ရန်သူကိုတိုက်ဖို့နော်ပြည်သူလူထုကတက်ဆင်ပေးရတာဖြစ်တယ်ဗျာနော်ကိုယ့်အချင်းချင်းပြန်တိုက်ဖို့ပေးရတာမဟုတ်ဘူးဆိုတာလေးကိုကျွန်တော်ဒီနေရာပြောချင်ပါတယ်ဗျာကျေးဇူးပါဟိုနောက်ဆုံးနေနဲ့အဆုံးမတက်ခင်ရဲဘော်နီကျော်မေးလို့တာကရဲဘော်နီကျော်ကမြေပြင်မှာဖြစ်တဲ့ခါကျတော့ခုနကပြောသလို UNG ကသူ့တစ်ဖွဲ့တည်းနဲ့ဒီသူ့ချုံမိုးနယ်မြေမှာတွားခြင်းနဲ့တာပေါ်လွင်တယ်လေဆိုအဲ့လိုတွားရင်ဟိုထိရောက်မှုရှိနိုင်လားမြေပြင်အခြေအနေရဆိုရင်သူတို့ရဲ့စဉ်းစားချက်ကအဲ့ပုံမှာအချင်းချုပ်လေးပေါ့နော်ဘယ်လိုမြင်လဲပြောပြပါဗျာကျွန်မမြင်တာတော့လေသူတို့တစ်ဖွဲ့တည်းနဲ့ကတော့တွားလို့မရဘူးတွားလို့မရအောင်ဘာလို့ဆိုတွားလို့ရမယ်ဆိုရင်ပေါ့နော်အခုဒီ139နဲ့ကွန်စစ်စင်ရေးပထမလိုင်းဒုတိယလိုင်းပြီးသွားတယ်သူတို့သိမ်းထားတဲ့မျိုးတွေအခုချိန်ဒီကိုတေချာထိန်းချုပ်နိုင်တဲ့ဟာကအများကြီးမရှိဘူးပေါ့နော်ရှေ့ဆက်ပြီးတော့လည်းအများကြီးဆက်ပြီးတော့တိုက်နိုင်တာမရှိဘူးဆိုတစ်မျိုးပြီးတစ်မျိုးပြန်ဆုတ်ပေးလာရတယ်ပေါ့နော်ဆိုတော့အဲ့ဒါကျန်တဲ့အခုတိုင်းသားအဖွဲ့တွေအကုန်လုံးအပြစ်ခတ်အကြောင်းမျိုးနဲ့အပြစ်ခတ်ရပ်ပြီးတဲ့အချိန်မှာပေါ်လွင်လာတယ်ပေါ့နော်ငကိုတော့ကလည်းသူတို့အားတစ်ခုတည်းနဲ့သွားလို့မရအောင်သွားလို့မရလို့လဲကျန်တဲ့လူတွေကအကုန်လုံးဝိုင်းပြီးတော့တိုက်နေရဒီ NUG မပေါ်ခင် NLD မပေါ်ခင်နဲ့ကိုကဒီဗမာပြည်စေအုပ်စုဟိုဘယ်လိုပြုတ်ကြဖို့ဆိုပြီးတော့အသက်တွေသွေးတွေပေးပြီးတော့တိုက်လာတဲ့မျိုးဆက်တွေအဆက်ဆက်နဲ့ဟိုတိုက်လာခဲ့တာပေါ့နော်တော်လှန်ရေးကဒီနေ့တိုက်နက်ဖန်အောင်တဲ့အမျိုးမှမဟုတ်တာဆိုတော့ဟိုဘယ်လိုခေါ်မလဲသူတို့ဒီ NLD မပေါ်ခင်နဲ့ကွာ NLD ပေါ်အောင်ဝိုင်းပကုံးထမ်းတင်ပေးခဲ့တဲ့အထက်မှာလက်ဝဲသမားတွေအများကြီးပါတယ်အခုဒါကိုသက်ထွေးနိုင်တို့အပါဝင်ပေါ့နော်ဒါနိုင်ငံရေးသမားတွေပဲအခုကမီဒီယာလုံတာအများကြီးပဲဒါပေမဲ့အခုကအားလုံးဒါဗမာပြည်ပြုပြင်ပြောင်းလဲဖို့စနစ်တစ်ခုလုံးပြောင်းဖို့ဆိုရင်တဦးချင်းမှလည်းတာဝန်ရှိတယ်အဖွဲ့ငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေမှာအားလုံးဒန်းတူပေါ့နော်တာဝန်လည်းရှိတယ်ထမ်းဆောင်ခွင့်လည်းရှိတယ်ပေါ့နော်ဒန်းတူခွင့်ရှိတယ်အဲ့တော့သူတို့တဦးတည်းနဲ့လည်းတိုက်လို့မနိုင်တော့ဘူးမနိုင်တော့လို့လည်းအခုဒီလိုအခြေအနေတွေအခုလောက်ထိ9နှစ်ရှိနေဘာမှမဲရပြနိုင်တာမရှိသေးဘူးပေါ့နော်ဆိုတော့အားလုံးရဲ့စုပေါင်းအားတွေလိုအပ်နေတယ်သူတို့ထဲမှာလည်းလိုအပ်တယ်ဆိုတော့ပြောနေတာတွေတော့ရှိတယ်ဒါပေမဲ့တကယ်လက်တွေ့အကောင့်ထဲပေါ်မှုကြတော့ဟိုစန့်ကျင်ဘက်တွေဖြစ်နေရပေါ့နော်အဲ့တော့စန့်ကျင်ဘက်တွေဖြစ်တာသူတို့ထဲမှာလည်းဘယ်လိုတွေဖြစ်နေလဲသူတို့ထဲမှာလည်းတချို့တလန်တွေဘယ်လောက်တွေမြုပ်ထားလို့လဲဟိုပါနေတယ်လဲပေါ့နော်ကိုစီးစစ်ရမှာပေါ့နော်ဒါမှမဟုတ်လည်းနိုင်ငံရေးသဘောတရားတွေမပြည့်ဝလို့လားဒါပြီးတော့အဲ့တော့အစင်ဆက်ခေါင်းဆောင်တွေတိုင်းရင်းသားဖွဲ့တွေမှာလည်းရှိတယ်ဒီဗမာဖွဲ့စည်းတွေမှာလည်းရှိတယ်သူတို့ရဲ့ပေးဆက်ဆွလုံးမှုတွေသူတို့ရဲ့ဖြတ်တန်းမှုတွေပေါ့နော်စီးရေးနိုင်ငံရေးအတွေ့အကြုံတွေကိုဟိုလေးလာတင်ယူပြီးတော့ပေါ့နော်နှိမ့်ချမှုရှိနေပေါ့နော်နှိမ့်ချမှုရှိနဲ့တင်ယူပြီးတော့တိုင်ပင်ဆွေးနွေးပြီးတော့အထူးထူလက်တွဲဆောင်ရွက်မှတာဒီစနစ်ပြောင်းတော်လှန်ရေးရပေါ့နော်ပြီးဆုံးတဲ့ဒီအောင်မြင်မယ်လို့ကျမတို့ကမြင်တယ်သူတို့ကတင်တာသူတို့တူဦးတဲ့တိုက်ရင်ရတယ်ကျန်တဲ့လူတွေကမပါလဲရတယ်ဟိုစားတယ်ဟိုကလည်းပြောနေနှုတ်မပါလဲရတယ်ငါတို့တိုက်မယ်တကယ်ကြတော့သူတို့ကြီးပဲမရအောင်မရလို့ဒီလောက်ကြာနေတာရန်သူကနေ့စဉ်နဲ့မြဘုံနေကျဲဒါမှမဟုတ်အားလုံးလက်ချင်းချိတ်ဖို့ပေါ့နော်ကိုယ်တွေမှားယွင်းနေတဲ့ policy တွေရှိတယ်ဆိုလဲပြုပြင်ပြီးတော့ပေါ့နော်ပြုပြင်ပြီးတော့အားလုံးလက်ချင်းချိတ်ပြီးတော့တိုက်မှတာဒီတော်လိုင်းကြီးရပြီးဆုံးမယ်အောင်မြင်မယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့အားလုံးလက်တွဲညီဟိုပေါင်းတိုက်ဖို့လိုတယ်ပေါ့နော်သူတို့တူးတဲ့နဲ့တော့တိုက်လို့မနိုင်တော့ဘူးလို့ကျွန်တော်ကတော့အဲ့လိုပဲမြင်ဟုတ်ကဲ့နောက်ဆုံးအနေနဲ့ရဲဘော်နီကျော်ပဲလေဟို UNG ကိုအကြံပြုနေခြင်းတယ်ဆိုရင်အဓိကကြမဲ့အချက်ဘာဖြစ်မလဲဘာအကြံပြုခြင်းလဲကျွန်မအကြံပြုခြင်းတာကတော့သူတို့ policy တွေချင်းရမယ်ပေါ့နော်ဒီမဟာမိတ် policy ကိုတေချာခိုင်ခန့်နဲ့တူတာတွဲလို့မတူတာခွဲလို့ဆိုတဲ့မူကိုအကောင့်ထဲပေါ်ရမယ်ကျွန်တော်တို့ပစိဂျပန်နေတိုက်တုန်းကကွန်မြူနစ်ပါတီကဥဆောင်ပြီးတော့တပ်ပေါင်းစုယူကြီးဖွဲ့ပြီးတော့တိုက်ခဲ့တယ်လက်ဝဲလက်ရမခွဲဘဲနဲ့အခုလဲသူဒီလိုမျိုး
तू ဟာဥဆောင်ပြီးတော့အဲ့လဲဝဲလဲရမခွဲဘဲနဲ့ तू ဥဆောင်ပြီးတော့တေချာပေါ့နော်မြက်မြက်တတနဲ့ဥဆောင်ပြီးတိုက်မယ်ဆိုရင်တော့ဒီဆိုရကိုပြုတ်ကျနိုင်တယ်အဲ့လိုဥဆောင်ပြီးတော့မတိုက်နိုင်ဘူးဆိုရင်သူ့ policy တွေလည်းမချိန်ဘူးဆိုရင်တော့တော်တော်အခက်အခဲတွေရှိမယ်ပေါ့နော်ဒါကြောင့်မလို့ပြုပြင်ပြောင်းလဲတဲ့နိုင်ပြုပြင်ပြောင်းလဲပြီးတော့ပေါ့နော်လက်တွဲဆောင်ရွက်ဖို့ပေါ့နော်အဖွဲ့တွေအားလုံးနဲ့အကြီးနိုင်ငံချင်းတွေမလုပ်ဖို့ပေါ့နော်ကျမကတော့အဲ့လိုပဲအကြံပြုခြင်းနဲ့ရှင်ဟုတ် ဟုတ်ကဲ့ကျေးဇူးပါဗျာအဲ့တော့နောက်ဆုံးအနေနဲ့ကိုစတိုင်းရောအနေနဲ့ UNG အပေါ်တစ်ခုလွဲနေလို့ထင်လားဗျာဘယ်လိုအကြံပေးခြင်းလဲနောက်ဆုံးအနေနဲ့ပြောပြပါ ဟုတ်ကဲ့ဆိုတော့ NUG ကအခုဘင်နာလေးကိုလက်နက်အင်အားတွင်အားကိုနဲ့အနံချင်းနဲ့လို့ရတမိုင်းဖြစ်သွားပြီဒါကမျိုးတွန်းလှန်ရဲ့ပထမဆုံးလက်နက်ကန်ပြိုကဖြစ်တယ်ဆိုတော့ဒါကြောင့်နောက်မှာဒါမျိုးပြဿနာတွေမဖြစ်အောင်ဆင်ခြင်ဖို့လိုတယ်လို့ပြောချင်တယ်ဆိုတော့ဒီဥမှာအခြေခံပြီးတော့ကျွန်တော်ကအချက်၄ချက်ပြောချင်ပါတယ်နော်ပထမနံပါတ်1ကတော့ပတ်တောင်းလုံးရဲ့လူထုစံချိန်လုပ်နေတာတွေကိုထင်ထင်တင်တယ်လို့ပြောချင်ပါတယ်နံပါတ်2ကတော့အခုရပ်ပိုင်းအတွင်းမှာပဲဗျာကျွန်တော်တို့ခွင့်မဲ့ပြက်ကွက်တွေနဲ့ပတ်သက်ပြီးတော့အမီတက်ပုံနေရလိစာတွေနဲ့ Facebook မှာတင်တဲ့ဟာတွေကိုဆက်မလုပ်ဖို့အများဆုံးထိန်းသိမ်းတင်တယ်လို့ကျွန်တော်ပြောချင်ပါတယ်တတိယအချက်အနေနဲ့ကတော့နေဦးတွန်လိုင်းမှာမွေးဖွားလာတဲ့အင်အားစုအားလုံးကိုပါတီကြီးဝါဒအချင်းမခံမဲနဲ့ပေါ့ဗျာမာမဲအသွင်နဲ့ဆွေးနွေးစည်းရုံးဆောင်တင်တယ်လို့ပြောချင်ပါတယ်ဆိုတော့နံပါတ်4ကတော့ကျွန်တော်တို့ကအကတိုင်းပြည်ကို Federal Democracy တိုင်းပြည်ကိုတည်ဆောက်မယ်ဆိုရင်ကျွန်တော်တို့အခုကတည်းကအပြောဆိုအပြုမှုတွေပြင်ဖို့လိုတယ်လို့မြင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီမိုကရေစီအလေးအထားယဉ်ကျေးမှုတွေကိုအခုကတည်းကတည်ဆောက်ဖို့လိုတယ်လို့မြင်ပါတယ်ဗျနောက်ဆုံးတစ်ချက်အနေနဲ့ကတော့တော်လှန်ရေးကိုလိုချင်ထားလို့မရဘူးဆိုတော့ဒါလိုဆင်ခြင်ဖို့လိုတယ်ဆိုတဲ့အားလို့အကြံပြုချင်ပါတယ်ကျေးဇူးပါဟုတ်ကဲ့ကိုစလိုင်းရောကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့နောက်ဆုံးအနေနဲ့နောက်ဆုံးပိတ်ပေါ့ကိုစီဗင်ဆိုင်ဦးကရောနိုင်ငံတကာအနေနဲ့ဘယ်လိုထိန်းကျောင်းနိုင်မလဲအခုဖြစ်စဉ်ဒီပေါ်မှာနောက်တစ်ခု UNG ကိုရောဘယ်လိုအကြံပြုခြင်းလဲဗျဆွေးနွေးပြပါဟုတ်ကဲ့ခင်ဗျာကျေးဇူးပါဆိုတော့ကျွန်တော်လက်တခြားလို့ပြောလာတဲ့အခုဒီကနေပြီးလဲထားပြီးပြောချင်တယ် NUG မှာရှိတဲ့လူကြီးဘိုက်တွေရဲ့ခေါင်းဆောင်ဘိုက်တွေရဲ့အည်အသွေးပေါ့ဗျာအဲ့ဒါကိုပြန်တုတ်တန်ဖို့လိုတယ်တာဝန်ယူတဲ့လူတွေယူနေတဲ့လူတွေနောက်တစ်ခုကအရေးကြီးဆုံးကဒီ NUG ရဲ့ policy ပေါ့ဗျာဒါကိုအသေးနဲ့ကျွန်တော်တို့လူအသေးနဲ့မူအသေးနဲ့ကျွန်တော်ပြုပြောင်းလဲရေးလုပ်ပြီးမှနိုင်ငံတကာရဲ့အကူအညီထောက်ပံ့ကိုရောက်မဲ့ဆိုတာကိုကျွန်တော်ဒီအနေပြီးလစ်နေကိုယ်တိုင်ပြောချင်တယ်မဟုတ်ပဲနဲ့ဒီပုံအတိုင်းနဲ့ဆက်သွားမယ်ဆိုရင်ဘယ်နိုင်ငံကထောက်ပံ့မှလောက်အောင်မမျှော်လင့်နဲ့လောက်အောင်ကြောင်မှမဟုတ်ဘူးပေါ့လေနော်အဲ့ဒါကအရေးကြီးတဲ့အချက်ဖြစ်တယ်ဘာလို့ဆိုတော်လိုင်းရေးကိုဒီတိုင်းကျွန်တော်နိုင်ငံတကာရဲ့အကူအညီတစုံတရာမပါဘဲနဲ့ကျွန်တော်အောင်မြင်ဖို့ဆိုတာမလွယ်ဘူးဘာလို့ဆိုတော့မဟာလာရဲ့အနောက်မှာတရုတ်လိုမျိုးရုရှားလိုမျိုးရှိသလိုအခုအိန္ဒိချင်းနိုင်ငံတွေကလည်းကိုကြိုးစီးပွားနဲ့ပတ်သက်ပြီးရင်support လုပ်မဲ့အနေအထားတွေရှိတယ်အဲ့တော့တချို့ကပြောလိုက်မဲ့ဗမာပြည်မှာဟာငါတို့ပဲရှိတယ်ဆိုတဲ့အနေအထားဒါအပြောလွယ်တယ်ဒါပေမဲ့လက်တွေ့ကြတဲ့အခြေအနေမဟုတ်ဘူးပေါ့လေနော်ဒါကြောင့်ကျွန်တော်တော်လိုင်းရေးကိုအောင်ချင်တယ်ဆိုရင်ကျွန်တော်လူလက်ပြောင်းဖို့လိုတယ်မူလဲပြောင်းဖို့လိုတယ်ဆိုတဲ့ဟာကိုအဓိကကျွန်တော်ပြောချင်တယ်ဒါကိုသေဆိုင်ရတော့ရှိတဲ့လူတွေတုတ်တန်စီချင်တယ်နောက်အရေးကြီးဆုံးတစ်ချက်ပြောချင်တာကအခုကျွန်တော်ဒီမှာဆွေးနွေးတဲ့အကြောင်းအရာပြီးဘုံငေါ့မန်နဲ့မားတယ်ဆိုတော့ကျွန်တော်ပြောတာမဟုတ်ဘူးဘုံငေါ့ဖေရက်တိပြီးပြောတာမဟုတ်ဘူးဒီတော်လိုင်းရေးမှာဥဆောင်မှုအခန့်ကဏ္ဍကတော်ယူထားတယ်ဆိုတဲ့အဖွဲ့အစည်း NUG ရဲ့လောက်ရ NUG ရဲ့ခေါင်းဆောင်မှုအဲ့ဒီဟောပဲကျွန်တော်အနေနဲ့ဆွေးနွေးတာဖြစ်တယ်ဘုံကမားကျွန်တော်မဆွေးနွေးဘူးဆိုတော့အဲ့ဒါကိုတည်တည်ချာချာပြန်တုတ်တန်ဖို့လို့တယ်လို့ပြည်သူတွေအနေနဲ့လဲမားရင်မားတယ်မှန်ရင်မှန်တယ်ဆိုတဲ့ဟာကိုပြပြသားရဲဝရက်တိပြီးရင်ပြောဖို့ဆိုဖို့လို့တယ်ဆိုတာကိုကျွန်တော်ဒီအနေပြီး office ကကျွန်တော်ပြောချင်တယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အခုကျွန်တော်တို့ဆွေးနွေးကတော့ဒီမှာပြီးဆုံးပါပြီဘုံနဂါဖြစ်စဉ်နဲ့ပတ်သက်ပြီးဆွေးနွေးကြတာဖြစ်ပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒီပြည်သူလူထုကိုထင်သာမြင်သာရှိချပြနိုင်ရေးအတွက်ရည်ရွယ်ဆွေးနွေးခဲ့တာဖြစ်ပါတယ် UNG ကိုဖိတ်ခေါ်ပင်မဲ့လို့အကြောင်းပြန်ကြားခြင်းမရှိဘူးဆိုတာလဲထပ်လောင်းသိစေလိုပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဆွေးနွေးချက်တွေကိုပြည်သက်တွေအနေနဲ့ဝင်ရောက်ဆွေးနွေးလို့ရဆိုရင်ကွန်မန့်မှာပါဝင်ဆွေးနွေးလို့ရနိုင်ပါတယ်ဒါပေမဲ့မေတ္တာရက်ခံခြင်းတော့ရင်ကြီးနဲ့ပါဝင်ဆွေးနွေးဖို့အထူးမေတ္တာရက်ခံလိုပါတယ်အခုဆွေးနွေးခဲ့ကြတဲ့ရဲဘော်နီနီကျော်ကိုစလန်းရောနဲ့ကိုစီဗင်ဆိုင်းဦးတို့ကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးပါကျွန်တော်လည်းပြောခွင့်ရတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဗျဟုတ်ကဲ့ပါမှလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်